ကောဇာတက္ကရာ1363ခုနှစ်ဥဒုခိမန္တနွေဥဒုနွေကာလကနေ့လယုံလာဇံအနေရ9ရက်နဲ့တော့9ရက်နေ့2001ခုနှစ်9လပိုင်း29ရက်တနင်္ဂနွေနေ့နာနဲ့တွင်ရန်ကုန်တိုင်းရန်ကုန်မြို့တာဂိတမြို့နယ်စမှုလမှုရပ်ကွက်ညမာလာလမ်းအမှတ်30နဲ့13တွင်ပါရဂုံကာကို Trading Company Limited မိသားစုမှသာသနာတော်အတွက်ဓမ္မပူဇာဓမ္မစေတီပိဋကတ်3ပုံလူတန်းခြင်းနောက်ဒီဓမ္မသဘင်ပွဲဒီတရားပွဲကိုဖြစ်မြောက်အောင်တရားထားတောင်းပန်ပြီးတော့တရားပွဲကြီးကိုပြင်တယ်ဒေါက်တာစိုးနိုင်ရဲ့39နှစ်မြောက်မွေးနေ့နိုင်ငံတော်29ရက်နေ့မှာမွေးနေ့ပါခဏ29ရက်နေ့မှာတနင်္ဂနွေနေ့အားလုံးတရားနာကြားစီခြင်းလို့နောက်သူ့မှာရှိတဲ့ပြိဿတ်တွေသူ့ပြိဿတ်တွေကိုလည်းအဆုံးအမတရားလေးဟောပြပါဆိုတဲ့သဘောနဲ့သိလျှောက်တဲ့ဒေါက်တာစိုးနိုင်ရဲ့39နှစ်မြောက်မွေးနေ့ဒါနကုသိုလ်သီလကုသိုလ်သမထကုသိုလ်ဝိပဿနာကုသိုလ်ဝေယဝဆကုသိုလ်ပฏิဒါနပတ္တာနုမောဒနာအစရှိတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ပြုပွဲတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောတရားကိုနှစ်သက်တရားကိုဉာဏ်လို့တရားနဲ့မွေ့လျော်တရားနဲ့ပြောတရားကိုတန်ဖိုးထားပြီးတော့တရားကိုလာရောက်နာယူကြကုန်သောဓမ္မမိတ်ဆွေအပေါင်းတို့နှင့်စုပေါင်း၍ဆင်ရင်ကျင့်ပပြုလုပ်အပ်သောဓမ္မသဘင်ပွဲကြီး၌ဟောကြားအပ်သောအင်္ဂုတ္တရနိကေဧကနိဗ္ဗာန်ဧကဓမ္မပါဠိတတိယဝတ်၌လာသောဧကပုဂ္ဂလသုတ်တံတရားတော်တဲ့အခုတရားနာမည်ကိုပါဠိလိုပဲပြီးထားမယ်ပေါ့လေတရားဝဲပြီးမှအများသဘောတူမြန်မာလိုနာမည်ပြီးရအောင်ဧကပုဂ္ဂလတဲ့ဧကကတော့ပါဠိလိုပြောရင်တယောက်တဦးပုဂ္ဂလကတော့ပုဂ္ဂိုလ်ပေါ့ပုဂ္ဂိုလ်တယောက်အကြောင်းဟောမလို့ပါဒါလည်းမဟုတ်ကနေ့ဦးဇင်းတို့ဝင်လာတော့အော်ဖြစ်မိတယ်မွေးနေ့ဆိုဒီတိုင်းလေးပဲအိမ်မှာတက်တဲ့ဆုံးလို့ပဲအောင်းမိရတယ်အမှန်ကတရားပွဲကြီးဖြစ်နေတာဦးဇင်းတို့ကလည်းဆွမ်းစားဖို့ကတိတ်အာဒီတာမရှိဘူးပဲမှာဖြစ်ဆုံးကမထူးလဲစားလိုက်ပိုက်ထဲဝင်ပြီးသွားတာပဲကိုယ့်အလုပ်ကိုလုံးနိုင်လုံလောက်စားရတာပေါ့တရားဟောပြရတာကိုတော့နှစ်သက်တယ်နောက်ပြီးတော့လည်းကိုယ်စိုးနိုင်ကိုယ်တိုင်ကလည်းပဲအဆုံးအမတရားလေးဟောပြပါဆိုတော့အဆုံးအမဆိုတာပါဠိလိုသာသနာလို့ခေါ်တယ်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဗုဒ္ဓသာသနာမှာအဆုံးအမကိုတန်ဖိုးထားရင်ဘုရားဗုဒ္ဓသာသနာကိုဒါကြည်ညိုတယ်လို့ခေါ်တာပေါ့ဒါလည်းမဟုတ်ကနေ့ဧကပုဂ္ဂလသုတ်တံကိုဘုရားရှင်ကိုရောမြတ်ကြီးအဆုံးအမဒီအနေနဲ့ဦးဇင်းတို့ပြန်ပြီးတော့ဟောကြားနာကြရအောင်မဟုတ်တဲ့နိမနာသေးမီတရားတိုင်ရှင်ဖြစ်တော်မူသောအစဉ်မြတ်သုံးလောကထုတ်ထားလက်ပင်ကိုဘုရားရှင်ကိုရောမြတ်ကြီးအားဂုဏ်တော်ပုံတော်ဒီအာယုံပြုပြီးတော့အာလုံးပဲလက်အုပ်ချီမှုရှိခိုးကြပါအောင်ဆိုနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာဘဂဝတောဘုံတော်6ဆုံးကျေးဇူးကုန်နှင့်ပြည့်စုံတော်မူပါပြီထတော်ဘဂဝတောလောကဓာတ်3ရပ်ဘုံ3ဓာတ်၌ကိလေသာမှန်သမျှကိုတခုမကြံပင်တန်ထွေးအံတော်မူပြီးပါပြီထတော်အရဟတ1500ကိလေသာယံသူအပေါင်းတို့ကိုအရဟတမဲ့နာမယဖြင့်ချိုးဖြက်နေနေတပ်ဖြတ်တော်မူပြီးပါပြီထတော်အရဟတောတမရာစိတ်ဤအကန့်ကွက်ဖြစ်ကုန်သောပုံညာဝိသင်္ခါရအပုံညာဝိသင်္ခါရအာနိသဝိသင်္ခါရဟုဆိုရကုန်သောနန္တရာဆက်သင်္ခါရအကန့်ကွက်တို့ကိုချိုးဖြက်တော်မူပြီးပါပြီထသောအရဟတောစိတ်ကိုယ်ရာအရ၌မကောင်းမှုတွေမှန်သမျှကို
ကိုယ်တော်ဖြင့်လည်းပြုတော်မမူနှုတ်တော်ဖြင့်လည်းပြောတော်မမူစိတ်တော်ဖြင့်လည်းကြံစီနဲ့ကြံစီတော်မမူတတ်ပါသည်ထတော်အရဟံတော်လူနဲ့မြမတတ္တဝါအပေါင်းတို့ဤပူဇော်ဥခိုက်ရှိခိုးခြင်းကလည်းထိုက်တန်တော်မူပါသည်ထတော်နမတံဗုဒ္ဓတာသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားဖြစ်နေကိုယ်တော်တိုင်သိမြင်လည်းသိမြင်တော်မူပြီးပါပြီထတော်ဒတ္တဗုဒ္ဓတာထိုသစ္စာသိမြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားမေဘုရားတပည့်တော်ဤနောအမတန်တရားဟောနာပြီးရန်ကွာ၍ချမ်းသာလို့လားဘုရားတပည့်တော်များတို့ဤနမောယုတိမြတ်တို့လက်အုပ်မိုး၍ရှိခိုးဥညွတ်ခြင်းသည်အထုဘဝတိစင်စစ်မသွေအမှန်မင်းဖြစ်ပါပြီတည်းဤမိနာဗုဒ္ဓပနာမိနာဤလိုဘုရားရှင်အားရှိခိုးရကြောင်းဖြစ်သောပနာမစေတနာကြောင့်နေမအောင်လေးငယ်အောင်ရည်တည်အောင်မြင်ရမျိုးတရားဟောမဲ့ဘုရားတပည့်တော်အားနောအမကမအောင်လေးငယ်အောင်ရည်တည်အောင်မြင်ရမျိုးတရားဟောတရားနာကြမဲ့ဘုရားတပည့်တော်တို့အားဇယမင်္ဂလံတွင်ပါဏတံယမံအပေါင်းအောင်ကြောင်းအောင်ရအောင်မင်္ဂလာသည်အထုဘဝတုမြေကြီးလက်ခံမလွဲလတ်သောဆက်ဆက်မသွေအမှန်ပင်ဖြစ်ပါစေတည်းခမိဧကပုဂ္ဂလတရားတော်ကြီးကိုမဟောသေးမီမနာသေးမီတရားပိုင်ရှင်ဖြစ်တော်မူသောအစိမ့်လေးရသုံးလောက်ကထွတ်ထတတ်တဲ့လူဘုရားရှင်ကိုယ်တော်မြတ်ကြီးအာကုံတော်ပုံတော်ကြီးစုတော်တွေကိုအာယုံပြုလက်အုပ်ချီမှုရှိခိုးလို့ပြီးမိမိတို့လူလားတောင်းတတဲ့အာတိပပထနာအောင်စုမင်္ဂလာလေးတောင်းစုပြုပြီးတော့မှတရားတော်ကိုဟောကြားဆိုတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်ဟောတော်မူခဲ့တဲ့တရားဒီတရားကိုဦးဇင်းတို့ကပြန်ဟောမှာကျေးဇူးတော်ရှင်ဓမ္မဒုတကောင်းသောဓမ္မဒုတဆရာတော်ဘုရားကြီးဆုံးမလို့သိလာခဲ့တဲ့တရားဒီတရားကိုဦးဇင်းတို့ကပြန်ဟောမှာဟောတဲ့နေရာမှာတော့ပါဠိလိုဟောလိုက်ရင်တော့3မိနစ်တောင်မရွတ်ရပါဘူးဒါနဲ့ဆရာတော်ဘုရားကြီးကတော့အမြဲတမ်းနားလည်အောင်ဟောပြီးဆိုတဲ့အတွက်နားလည်အောင်မြန်မာလိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းဟောပြပါဧကပုဂ္ဂလောဘိက္ခဝေလောကေဥပ္ပစ္စမနောဥပ္ပစ္စတိဘဟုဇနာဟိတယဘဟုဇနာအာဟိတယဘဟုဇနာဒုက္ခယဘဟုနောဇနတအနတ္ထယအာဟိတယဒုက္ခယဒေဝမနုဿာနန္တိကတမောစပုဂ္ဂလောဒါပါဠိတော်မြန်မာလိုပြောရင်တော့ဧကံပုဂ္ဂလောဘိက္ခဝေလောကေဥပ္ပစ္စမနောဥပ္ပစ္စတိဟောဒီလောကကြီးမှာပုဂ္ဂိုလ်တယောက်ရှိခဲ့မယ်ဆိုရင်ဟောတယ်လို့ဖြစ်တတ်၏လောကကြီးမှာပုဂ္ဂိုလ်တယောက်ပေါ်လာတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်အကြောင်းပြုပြီးဒီလိုဖြစ်တယ်တဲ့ပုဂ္ဂိုလ်ဘယ်နှယောက်တယောက်ထဲနော်ဒါလေးတော့နည်းနည်းတတိထားပုဂ္ဂိုလ်တယောက်တုတ်တန်လို့ကပုဂ္ဂိုလ်တယောက်ထဲဟောဒီလောကကြီးမှာတဲ့ပုဂ္ဂိုလ်တယောက်ပေါ်လာတာနဲ့အဲ့ဒီပုဂ္ဂိုလ်တယောက်ရှိလာတာနဲ့အဲ့ဒီပုဂ္ဂိုလ်တယောက်ဖြစ်လာတာနဲ့ဟောတယ်လို့ဖြစ်တတ်တယ်ဘယ်လိုဖြစ်တယ်လဲဘဟုဇနာအာဟိတယအကုန်လုံးလူတွေအကုန်လုံးစီးပွားပြက်ပြီးရှိတဲ့လူတွေအကုန်လုံးစီးပွားပြက်ရောတယ်ဘဟုဇနာအာဟိတယဘဟုဇနာဒုက္ခယရှိတဲ့လူတွေအကုန်လုံးဒုက္ခရောက်ကုန်ရောတယ်ဘယ်နှယောက်လူတယောက်ထဲနော်စီးပွားပြက်ကုန်တာအကုန်လုံးပြက်တာပဲဒုက္ခရောက်တာလေအဲ့လိုလူမျိုးဖြစ်ချင်တာဖြစ်ချင်ပါဘူးဘာလို့တော့ကြည့်လို့တေချာကြည့်လို့တယောက်ထဲနော်အမလို့အဲ့ဒီတုတ်တန်လေးကိုတူးလိုက်တော့ငါဟောမယ်ဒီတရားတော့ငါဟောမယ်လို့ပြောထားတာဒီတရားမဟောတာ3နှစ်လောက်ကြာသွားပြီခဏမနဲ့လည်းဘာဟောရကောင်းမလို့လူတူးကြုံရကောင်းမယ်ဆိုပြီးကောက်ကြက်ထားလာတာဒီကျမှပြိဿကြည့်ပြီးငါဟောအောင်မယ်လို့ဘာဖြစ်လို့လဲဆိုတော့ဒီလောကကြီးတစ်ခုလုံးမှာလူတစ်ယောက်ရှိရင်တလောကလုံးဒုက္ခရောက်တယ်ဆိုတော့ဒီအဖွဲ့ထဲမှာအဲ့ဒီလူမျိုးတစ်ယောက်ပါရင်လေရောက်မှာပဲဒီဖွဲ့ထဲမှာဟုတ်လား
အဲ့လိုလူမျိုးပါလားပါတော့ပါဘူးမပါပါဘူးနော်တော်ကြောက်စရာကောင်းတာတော့ကြည့်အဲ့ဒီလူဘယ်လူလဲဆိုတော့မသိသေးဘူးလေအဲ့လိုလူအဲ့လိုပုဂ္ဂိုလ်တယောက်ဟောဒီလောကကြီးမှာပေါ်လာမယ်ဆိုရင်တလောကလုံးဒုက္ခရောက်သည်တေလောကလုံးစီးပွားတွေပြက်သည်အဲ့လိုလူမျိုးနဲ့ပေါင်းချင်လားမပေါင်းချင်ဘူးလားပေါင်းချင်ပါဘူးတွေးချင်လားမတွေးချင်ဘူးလားမတွေးနဲ့မပေါင်းနဲ့ကိုယ်တိုင်လည်းမလုံးနဲ့အဲ့လိုလူမျိုးမဖြစ်နဲ့ဟောဒီလောကကြီးမှာပုဂ္ဂိုလ်တယောက်ပေါ်ရင်အကုန်လုံးဒုက္ခရောက်သည်အကုန်လုံးစီးပွားပြည့်ရသည်လုံးလုံးပြောမယ်ဟိနားလည်အောင်ပြောရင်ဟောဒီအိမ်မှာကိုတရားနာတဲ့လူကကိုယ်အိမ်နဲ့ကိုယ်ပဲရှိတယ်ပေါ့ဟောဒီအိမ်မှာအဲ့လိုလူမျိုးတယောက်ရှိရင်လည်းတဲ့အိမ်လုံးဒုက္ခရောက်သည်တဲ့အိမ်လုံးစီးပွားပြည့်သည်မလီအဲ့ဒီလူမျိုးကြောင့်ရင်အမလီမိတ္တူကမျက်ရည်နဲ့မျက်ခွက်ငိုးလို့ယိုးလို့စီးပွားတွေလည်းဘာမှအဆင်မပြေဘူးတဲ့အိမ်မှာမိသားစု9ယောက်ရှိတယ်ဆို9ယောက်ထဲ1ယောက်ပါရင်ကျန်တဲ့4ယောက်ဒုက္ခရောက်တယ်ကိုတော့ဟုတ်ပါဘူးနော်ကိုယ်အိမ်မှာအဲ့လိုလူမျိုးရှိရင်လည်းအဲ့လိုဒုက္ခရောက်တယ်ရက်ကွက်ထဲမှာအဲ့လိုလူရှိရင်လည်းပဲတရက်ကွက်လုံးဒုက္ခရောက်တယ်ဟုတ်လားဧကပုဂ္ဂလောဘိက္ခဝေလောကေဥပ္ပစ္စမနောဥပ္ပစ္စတိအိမ်မှာဟောဒီပုဂ္ဂိုလ်တယောက်ရှိရင်ဟောဒီလိုဖြစ်တတ်ပါပေ၏ရက်ကွက်မှာဟောဒီပုဂ္ဂိုလ်တယောက်ရှိရင်ဟောဒီလိုဖြစ်တတ်ပါပေ၏ရက်ကွက်လည်းကိုယ်လုံးစီးပွားပြအကုန်ဒုက္ခရောက်ရောတယ်ဧကပုဂ္ဂလောဘိက္ခဝေလောကေဥပ္ပစ္စမနောဥပ္ပစ္စတိဟောဒီရွာမှာဟောဒီမြို့မှာဟောဒီပုဂ္ဂိုလ်တယောက်ရှိရင်ဟောဒီလိုဖြစ်တတ်ပါပေ၏အကုန်ဒုက္ခရောက်တယ်ဒါလို့ဆိုပြီးလိုက်ပေါ့အိမ်မှာလည်းဒုက္ခရောက်တယ်အိမ်မှာအဲ့လိုလူမျိုးတယောက်ရှိလည်းအိမ်လုံးဒုက္ခရောက်တယ်ရက်ကွက်မှာအဲ့လိုလူမျိုးရှိရင်ဒုက္ခရောက်တယ်ရွာမှာအဲ့လိုလူမျိုးရှိရင်မြို့မှာဟိုနိုင်ငံတွေဘာတွေတော့မပြောတော့ဘူးကိုလည်းမဆိုင်ကိုတော့ကနိမိနာနာပေါ့ဒီပြိဿတ်ထဲမှာရောအဲ့လိုလူမျိုးပါရင်ဒုက္ခရောက်တယ်လေအဲ့တချို့ရှိတယ်နော်ရွာထဲမှာအဲ့လိုလူမျိုးတယောက်ရှိလို့တရားလုံးဒုက္ခရောက်တာရှိတယ်နော်အိမ်မှာလည်းပဲမရှိဘူးလားရှိတာကိုတော့မဟုတ်ဘူးလေသူပေါ့အမလေးလျှောက်ပြီးသူများပြောမနေနဲ့ကိုလားသူလားသိဖို့အရေးကြီးတာသူများဖြစ်တာကောင်းလားကိုဖြစ်တာကောင်းလားဟုတ်တယ်လားမဆိုးဒီလူတွေမဆိုးနည်းနည်းလဲတယ်ဒါတော့ပြောတာရန်ကုန်လူရန်ကုန်သားတွေနည်းနည်းလဲတယ်ဆိုတာဟုတ်တယ်ကိုယ်အိမ်မှာအဲ့လိုလူမျိုးတယောက်ရှိရင်အကုန်လုံးဒုက္ခရောက်ပြီးအကုန်လုံးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးစီးပွားတွေလည်းပြည့်စည်ပြီးကဲကိုစိုးနိုင်ကြီးပြောတယ်သူ့အဖွဲ့တွေပြောပါအောင်ဘုရားလည်းသုံးမပါအောင်ဆိုတော့သူ့အဖွဲ့တွေများအဲ့လိုတယောက်လောက်ရှိရင်ကဲအကုန်လုံးဒုက္ခမရောက်တော့ရောက်မှာလားရောက်မှာဘယ်လိုလူလဲတော့တည်သေးပါဘူးသူတို့ကသူတို့စိတ်ကရှောက်စဉ်းစားနေတာဟိုကောင်မပေါ်တော့ဟိုကောင်တော့ဟုတ်တယ်မလားဟိုကောင်တို့ဟိုကောင်မပေါ်တော့ရှောက်ပြီးအခုတို့ဖြစ်နေကြတယ်ဒီဘယ်သူမှမသိသေးပဲနဲ့ဒီတော့အဲ့လိုလူမျိုးသိလို့ရှိရင်အိမ်မှာထားမှလားမောင်းထုတ်မှလားမထားဘူးနော်အလုပ်ထဲမှာရောအဲ့လိုလူမျိုးရှင်ထားမှလားဘယ်လိုလူလဲသိလားသိပါဘူးဟဲ့မသိတော့မထားဘူးဆိုရင်တိတ်မဟုတ်လို့တော့အလုပ်ထုတ်ပြလိုက်ဘယ်နဲ့လုံးနော်ဘယ်လိုအလုပ်ကဖြုတ်မှလားမဖြုတ်ဘူးလားဟောရတာခက်တယ်နော်တော့ကြကိုဟောလိုက်လို့သူ့ပေါ့လို့နမကြီးတက်ပြောလိုက်လို့ဖြုတ်လိုက်ရင်ဒုက္ခရောက်မှာဘုန်းကြီးကဝီနည်းနဲ့အာဘတ်နဲ့ရှိသေးတာဟုတ်တယ်အဲ့လိုဆိုဆက်ပေါ်မှာပေါ့ဧကံပုဂ္ဂလောဘိက္ခဝေလောကေဥပ္ပစ္စမနောဥပ္ပစ္စတိဘဟုဇနာအဟိတယဘဟုဇနာဒုက္ခယလူအများလဲစီးပွားပြည့်စည်ပါ၏လူအများလဲဒုက္ခရောက်ပါ၏ဘဟုနောဇနတ္တအနတ္ထာယအဟိတယဒုက္ခယဒေဝမနုဿာနံပြီးလူတွေမကပါဘူးနတ်တွေပါဒုက္ခရောက်ပြီးအဲ့လိုလူမျိုးရှိရင်တို့ကြောက်စရာကောင်းတာနတ်တွေပါဒုက္ခရောက်တယ်ဟုတ်လားကြည့်လေပဏာတိပါဒသူ့အသက်တက်ခံရတဲ့တတ္တဝါနဲ့ပဲကဲပဏာတိပါဒတတ်တဲ့သူအသက်ခံရတဲ့လူပဲဒုက္ခရောက်တာတရားလုံးဒုက္ခမရောက်ဘူးအခုကျတော့လူတွေလည်းဒုက္ခရောက်တယ်တရားတရက်တနိုင်ငံလုံးတမျိုးလုံးအိုးတလောကလုံးဒုက္ခရောက်ရင်ကောနတ်တွေလည်းပဲတော်တော်ဆိုးတယ်နော်သူ့အသက်တက်တဲ့လူတွေဆိုးတယ်သူ့စားဖို့အခုခံရတဲ့လူပဲစိတ်ဆင်းရဲတော့အခုတခိုးထက်ကိုပါဖြစ်တယ်ဆိုးတယ်ပါဏာတိပါဒလွန်နာထက်အရိဏဒါနလွန်နာထက်ကာမေတုလွန်နာထက်မုဒ္ဒဝါဒလွန်နာထက်ဒုရမေရယလွန်နာထက်ငါးပါးသီလမလုံတဲ့လူထက်ပိုဆိုးသည်
Pagino, within a job woman for Hitler. Hitlerကြောင့်အကုန်လုံးစစ်ဘေးတွေပါလေမဖြစ်တတ်ဖြစ်တဲ့အကုန်လုံးတကဘာလုံးကိုဒုက္ခရောက်အမလီစစ်တွေပါလေဖြစ်လို့တကဘာလုံးကိုဒုက္ခရောက်လို့ဒါပေမဲ့လို့စစ်တွင်းမပါတဲ့နိုင်ငံရှိတယ်တကဘာလုံးဆိုပေမဲ့အကုန်မဟုတ်ဘူးနော်ဟောဒီပုဂ္ဂိုလ်ကြတော့လေအကုန်နဲ့အကုန်လုံးဒုက္ခရောက်တာတဲ့ဟစ်တလာနဲ့အခုပြောမဲ့လူနဲ့ဘယ်သူကပုံဆိုးခုပြောတဲ့လူကပုံဆိုးတယ်အဲ့လိုလူတွေ့ရင်အိမ်မှာထားမလားဟမ်ဟုတ်ကဲ့လားမထားဘူးဆိုရင်တော့ဆက်ဟောမှာနော်ဒါထားနေဒုက္ခရောက်မှန်းသိရတဲ့ထားနေဘယ်နဲ့လုံးဧကံပုဂ္ဂလောဘိက္ခွေလောကေဥပ္ပစ္စမနောဥပ္ပစ္စတိဘဟုဇနာအဟိတယဘဟုဇနာဒုက္ခယဘဟုနောဇနတအဟိတယအနတ္ထယဒုက္ခယဒေဝမနုဿာနန္တိကတမောစပုဂ္ဂလောဘလို့ပုဂ္ဂိုလ်လေဘလို့ပုဂ္ဂိုလ်လေဘုရားရှင်ကိုယ်တော်မြတ်ကြီးကသိစေခြင်းလုံးလို့ကိုယ်တိုင်ပါဠိတော်မှာမေးပြီးတော့မှကိုယ်ဖြေကတမောစပုဂ္ဂလောဘလို့ပုဂ္ဂိုလ်လေမိစ္ဆာဒိဋ္ဌိကိုဟောတိမိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်ပါသည်ဘယ်သူလဲမိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်တဲ့မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်တဲ့ဒီထက်ပါလားမပါလားမသိဘူးပါပါမိစ္ဆာဒိဋ္ဌိဆိုရင်ဟိုလိုကြီးတွေဟိုလိုဝဋ္ဌာဏကိုမိစ္ဆာဒိဋ္ဌိမထင်နဲ့ဒီလိုဝဋ္ဌာဏကိုမိစ္ဆာဒိဋ္ဌိမထင်နဲ့မိစ္ဆာဒိဋ္ဌိကိုဟောတိဝိပရိဒဒပနောမိစ္ဆာဒိဋ္ဌိဆိုတဲ့အယူရှိတဲ့ပုဂ္ဂိုလ်ကိုနားမလည်မှဆိုလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကနောက်ကအဓိပ္ပာယ်တစ်ခုထပ်ဖွင့်တယ်မိစ္ဆာဒိဋ္ဌိကိုဟောတိဝိပရိဒဒပနောအမြင်ပြောင်းပြန်ဖြစ်နေတဲ့လူဘာဖြစ်လဲအမြင်ပြောင်းပြန်ဖြစ်နေတဲ့လူမိစ္ဆာဒိဋ္ဌိဆိုတာလည်းသဘောမပေါက်သေးပါဘူးအမြင်ပြောင်းပြန်ဆိုတာလည်းနားမလည်သေးပါဘူးအဲ့တော့အထမရဆရာကြီးကဘာပြောလဲဆိုတော့အယထာဝဒပနောတဲ့အမှန်တိုင်းမမြင်တဲ့လူတဲ့အမှန်တိုင်းဟုတ်လားဒါလည်းနားမလည်သေးဘူးနားလည်အောင်တစ်လုံးနဲ့ပြောလိုက်မယ်ကတမောစံပုဂ္ဂလောဘလို့ပုဂ္ဂိုလ်မိစ္ဆာဒိဋ္ဌိကိုဟောတိမိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်ပါဒီဟောဒီတရားနာပြိဿအပေါင်းသူတော်ကောင်းတွေနားလည်အောင်ပြောရင်ထင်နိုင်ကျဲတဲ့ပုဂ္ဂိုလ်ဘယ်လိုလဲတော့မိစ္ဆာဒိဋ္ဌိဆိုတာဘယ်လိုဒီလူထဲမှာမိစ္ဆာဒိဋ္ဌိတော့မပါဘူးဘယ်သူတော့ပါမိစ္ဆာဒိဋ္ဌိတော့မပါဘူးဘယ်သူပါထင်နိုင်ကျဲတာဟုတ်မယ်ထင်နိုင်မကျဲပါဘူးတဲ့ကဲပြောနောက်ထပ်မှာထင်နိုင်ကျဲတဲ့လူတွေမရှိဘူးလားနောက်ထပ်တင်ရှိတာလားရှိရအောင်ဟိုသူတော်ကောင်းတို့ပေါ်တန်တန်မပြောလိုက်တာနဲ့မိစ္ဆာဒိဋ္ဌိဆိုတာဟိုလိုဒီလိုမထင်နဲ့ထင်နိုင်ကျဲတတ်သည်ကိုယ်ထင်တဲ့ကိုလောဘကြီး၍နေကြနေကုန်၏ကိုယ်ထင်တဲ့ကိုဒေါသကြီး၍နေကြနေကုန်၏ကိုယ်ထင်တဲ့ကိုမောဟကြီး၍နေကြနေကုန်၏အဲ့ဒီလောဘဒေါသမောဟတွေထင်နိုင်ကျဲလို့လောဘဒေါသမောဟတွေကြီးသလိုအဲ့ဒီလောဘဒေါသမောဟတွေကင်ပြီးတော့ထင်နိုင်ကျဲကြနေကုန်၏ငါဘာထင်တယ်လဲမပြောဘူးလားပြောတာဘယ်လိုပြောကြလဲတယောက်နဲ့တယောက်တွေ့ငါဘာထင်လဲတဲ့ပြောလိုက်ဘာထင်မဟုတ်လို့ဟုတ်တယ်မလားတလောကလုံးတွဲကြည့်ကိုယ်အိမ်ကိုပြန်တွဲကြည့်ကိုယ်အိမ်မှာထင်နိုင်ကြည့်တဲ့လူများတယောက်ရှိရင်လေရှိတာအိမ်မှာရှိပါဘူးဟမ်ရှိပါဘူးတချို့အိမ်လေးကြတော့အဖေကထင်နိုင်ကြတဲ့လေကုန်၏တချို့အိမ်လေးကြတော့အမေကထင်နိုင်ကြတဲ့လေကုန်၏ဒီလူတွေပြောတာမဟုတ်ဘူးနော်တချို့အိမ်လေးကြတော့သားအကြီးကထင်နိုင်ကြတဲ့လေကုန်၏သားအငယ်ကထင်နိုင်ကြတဲ့လေကုန်၏အမအကြီးကသမီးအကြီးကထင်နိုင်ကြတဲ့လေကုန်၏သမီးအငယ်ကထင်နိုင်ကြတဲ့လေကုန်၏ဒီကမကြီးတယောက်ပြောတယ်ဒီတရားဟောတော့လေဟာအရှင်ပြတရားတော်သဘောကျသွားပြီတဲ့ဟာအဲ့ဒါဆိုဟုတ်ပြီဒီကမကြီးထင်နိုင်မကြဲတော့ဘူးဟာမဟုတ်ဘူးဗျာတဲ့ရှင်ပြတတိတော်အရှင်ပြတရားသဘောပေါက်လို့ထင်နိုင်တော့မကြဲချင်ဘူးတဲ့ဒါမဲ့ကြဲတော့ကြဲရတယ်တဲ့ဟဲ့ဘာလို့တတိတော်မကြဲအရှင်ပြတခါကြီးကြဲမှာတဲ့ဟုတ်လားကျဲခြင်းကိုကျဲတာကသူများမကျဲအောင်ကျဲတာလားဟမ်ကဘလို့လုပ်မလဲကိုင်းကိုအိမ်ကိုပြန်ကြည့်ဘဟုဇနာအဟိတယဘဟုဇနာဒုက္ခယဘ
ဟုဇနာအနတ္ထယအကျိုးမရှိစီးပွားပြည့်ဒုက္ခရောက်နေကြတာတွေဒီဟိုလူကလည်းထင်တိုင်းကျဲနေသည်ဒီလူကလည်းထင်တိုင်းကျဲနေသည်အဖေကလည်းထင်တိုင်းကျဲအမေကလည်းထင်တိုင်းကျဲတယောက်တည်းထင်တိုင်းကျဲတာရဲ့တအိမ်လုံးကျဲတာရဲ့ဘယ်ဟာကောင်းမကောင်းတာမကောင်းတယ်ခုနကဓမ္မကြီးပြောတယ်လို့ तू မကျဲကိုကဥအောင်ကျဲရတာဆိုကျဲဘူးလားထင်တိုင်းကျဲတာသိလားထင်တိုင်းကျဲတယ်ဆိုတာသိလားဟမ်ထင်တိုင်းကျဲတယ်ဆိုတာသိလားမိုးလင်းနဲ့အမေလှုပ်တဲ့လူကလည်းပုတုဆိုတာရှိဘူးလားအဲ့ဘာလို့တာထင်တိုင်းကျဲတာပဲအဖေကတော့အဲ့လိုမပြောအမေလှုပ်တဲ့လူကကုတုနဲ့အမြဲပြောတယ်ထင်တိုင်းကျဲတာအဖေကအဲ့လိုမကျဲဘူးအဖေကပါတစ်ချက်တည်းဟိတ်အဖေကနေရာကမပြောဘူးလေတခွန်းမယ်တခွန်းပြောပြီးထင်တိုင်းကျဲတဲ့လူရဲ့ခဏပြောပြီးထင်တိုင်းကျဲတဲ့လူရဲ့ဘယ်သူကောင်းဒီချာစဉ်းစားတော့သူများကျဲတာကောင်းလားကိုယ်တိုင်ကျဲလိုက်ချင်တာလားတရားဝဲမို့လို့ပြောနေတာနော်အိမ်မှာကြာရင်ထင်တိုင်းကျဲတဲ့လူနဲ့မကျဲတဲ့လူဘယ်သူများခုနမရှိဘူးဆိုခုကျကျဲတဲ့လူများတယ်တဲ့ဧကပုဂ္ဂလောဘိက္ခွေလောကေဥပ္ပဇ္ဇမနောဥပ္ပဇ္ဇတိဘဟုဇနာအဟိတယဘဟုဇနာဒုက္ခယကြည်တလောကလုံးမှာထိန်တိုင်းကျဲတဲ့သူတယောက်သာပေါ်ရင်အခုဒုက္ခရောက်မှာဟစ်တလာကြီးလည်းမလုပ်တာထိန်တိုင်းကျဲတာပဲနပိုလီယန်လိုလေထိန်တိုင်းကျဲခဲ့တာပဲဒုဝရကြီးလည်းကိုယ်အိမ်မှာလည်းကိုယ်လည်းဟုတ်လားကျဲတာပါလေမလုံးနဲ့ပြောဆုံးမှဆိုတိုင်းကဲကိုစိုးနိုင်တွေ့ကြည့်ပေါ့အဖွဲထဲမှာထင်တိုင်းကျဲတဲ့လူတယောက်ရှိမလားလို့အကုန်လုံးဒုက္ခရောက်မှာဗောထင်တိုင်းကျဲတဲ့လူတယောက်ရှိရင်အကုန်လုံးညီညွတ်တဲ့ညီမဟုတ်ညီညွတ်ဖို့ပြည့်စည်တာကထင်တိုင်းကျဲတာစီးပွားတွေပြည့်စည်တွေကထင်တိုင်းကျဲတာအလုံးအစင်မပြေတာကလည်းဘာဖြစ်လို့ထင်တိုင်းကျဲလို့တလောကလုံးမှာကြောက်စရာအကောင်းဆုံးကဘလို့လူမျိုးထင်တိုင်းကျဲတဲ့ဒါနဲ့မိမိတို့အလုပ်တစ်ခုအောင်မြင်လုပ်တော့မယ်ဆိုထင်တိုင်းကျဲတာလားစဉ်းစားတာပါခုပါများခဏကစပြီးပြောလိုက်မယ်ထင်တိုင်းမကျဲနဲ့မိမိကြီးပွားခြင်းနဲ့ထင်တိုင်းမကျဲနဲ့မိမိချမ်းသာခြင်းနဲ့ထင်တိုင်းမကျဲနဲ့မိမိမိသားစုကြီးပွားချမ်းသာခြင်းနဲ့ထင်တိုင်းမကျဲနဲ့မိမိတို့လုပ်ငန်းကိုင်ငန်းကြီးပွားချမ်းသာခြင်းနဲ့ထင်တိုင်းမကျဲနဲ့ဒါမျိုးကလေးတရားပါတယ်အဲ့ဒါကိုနာမည်ပေးလိုက်တော့အဲ့ဒါတော့မမေးတော့ပါဘူးနော်တရားတော့အဲ့ဒါဆိုမမေးတော့ဘာတရားသဘောတူလားအဲ့ဒီနာမည်အဲ့ပြီးတာပဲအဲ့ဒါဆိုရင်ဧကပုဂ္ဂလတွေဘာတွေပါဠိလိုလုံနေတယ်ထင်တိုင်းမကျဲနဲ့ဆိုပြီးတာပဲဧကပုဂ္ဂလသုတ်တံဆိုပြီးမှနောက်ပုဂ္ဂိုလ်တွေမျိုးပြောမယ်ဧကပုဂ္ဂလောဘိက္ခဝေလောကေဥပ္ပဇ္ဇမနောဥပ္ပဇ္ဇတိဘဟုဇနာဟိတယဘဟုဇနာဒုက္ခယဘဟုနောဇနတအထာယဟိတယဒုက္ခယဒေဝမနုဿာနန္တိလောကမှာဟောသလိုပုဂ္ဂိုလ်တယောက်ရှိခဲ့မယ်ဆိုရင်လူတွေလည်းအကျိုးစီးပွားဖြစ်ကြပါပြီကုန်၏လူတွေလည်းချမ်းသာကြပါပြီကုန်၏လူနာပြမတတ္တဝါတွေအလုံးတလောကလုံးမှာရှိတဲ့ပုဂ္ဂိုလ်အလုံးတို့ကောင်းကျိုးစီးပွားချမ်းသာကြလေကုန်၏အကျိုးလည်းရှိ၏စီးပွားလည်းဖြစ်၏ချမ်းလည်းချမ်းသာ၏အဲ့ဒီပုဂ္ဂိုလ်တယောက်မျိုးလည်းရှိသည်စောစောကပြောတာနဲ့ပြောင်းပြန်စောစောကပြောတာနဲ့ပြောင်းပြန်လေစောစောကပုဂ္ဂိုလ်ကလူဆိုးလူမိုက်ဟုတ်လားစောစောကပုဂ္ဂိုလ်ကလူဆိုးလူမိုက်တဲ့အခုကကြလူကောင်းလူတော်တဲ့လူလိမ္မာတဲ့မိမိကိုပြန်စဉ်းစားကြည့်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ပထမလူဖြစ်ချင်တာလားဒုတိယလူဖြစ်ချင်တာလားဒုတိယလူဖြစ်ချင်တာဖြစ်ချင်တာကဒုတိယလူဖြစ်နေတာကဘယ်လိုလုပ်ကြမလို့ကံပထမလူဆိုကိုယ်အိမ်ကိုပြန်ပြီးတော့ကြည့်လိုက်စမ်းမကိုမိသားစုကိုကြောင့်ဇနီးမယားကိုကြောင့်ခင်မွန်းယောက်ျားကိုကြောင့်သားကိုကြောင့်သမီးကိုကြောင့်အမိကိုကြောင့်အဖမျက်ရည်ဆိုးရွှဲငိုပွဲဝင်နေရသလားပြန်ကြည့်အဲ့ဒါဆိုရင်ကိုထင်တိုင်းကျဲနေလို့ဟုတ်လားထင်တိုင်းကျဲတာလေးဘာလုပ်လိုက်ရမှာလဲရက်လိုက်ရမယ်ထင်တိုင်းကျဲတာလေဟောဒီအမေဟောဒီအဖေဟောဒီအမိဟောဒီအဖဟောဒီသားဟောဒီသမီးဟောဒီညီဟောဒီမြစ်ဟောဒီညီကိုမောင်နှမတွေဆိုတာဘောတန်မတွေ့လိုက်နဲ့ရှင်းတော့ကကုသိုလ်တွေတူတူပြုလို့ဆုံးခဲ့တာကုသိုလ်ပါရမီတွေတူတူပြုခဲ့ကြလို့
ဆုံရကြအရင်တော့ကတော့အမလေးတွေးချင်လာကြီးရဲ့မြင်မြင်လာကြီးရဲ့နောက်ဘဝဆက်တိုင်းဆုံမရသေးကုသိုလ်ကောင်းမှုတွေလုပ်လူဖြစ်ပြီးဆုံမရသေးတဲ့ကဲအဲ့လိုစိတ်ထဲမဖြစ်ခဲ့ဘူးလားဖြစ်ခဲ့တာအခုတော့မဖြစ်ဘူးလားဖြစ်တာအဲ့လိုဖြစ်ခဲ့လို့အဲ့လိုရှိတော့မှအဲ့လိုဖြစ်ခဲ့လို့ဒီဆရာသမားနဲ့ဒီတပည့်တွေနဲ့ဒီလိုခေါင်းဆောင်နဲ့ဒီလိုနောက်လိုက်နဲ့ဆုံရကြတယ်ဆိုလို့ဆုံလာပြီးတော့မှဒီကြက်မှနေရတာမကြည်နဲ့လို့ထင်တိုင်းကျကောင်းမလားဆိုတော့ပြောခဲ့တယ်နော်တလောကလုံးဒုက္ခရောက်အောင်လုပ်တဲ့လူကိုယ်အိမ်မှာများရှိရင်ဘယ်နဲ့လုပ်မလဲမွေးထားမလားမောင်းထုံမလားသုံးပါအောင်ဟမ်မွေးထားမလားမောင်းထုံမလားသွားပြီမောင်းထုံရင်ကိုယ်တိုင်အထုံဆွဲရမှာဆိုလို့ပြောနေတာဟုတ်တယ်မလားမောင်းထုံလို့ပြောတိုင်းသူတို့ကိုယ်တိုင်အထုံဆွဲရတော့မှာကဲမောင်းထုံလို့ဖြစ်မလားဘယ်ဖြစ်မလဲအမလီဒါလေးကမီးဦးလေးဘယ်လိုထင်နိုင်ကျဲနေလဲမီးဦးလေးကထင်နိုင်ကျဲလို့ပဲမောင်းချရဲလားမချဘူးအမေမီးငယ်ဆုံးလေးကထင်နိုင်ကျဲတော့မောင်းမချဘူးတချို့ရှိတယ်ထင်နိုင်ကျဲမှတော့သိတယ်ထင်နိုင်ကျဲနေတာတော့သိတယ်မောင်းလို့မဖြစ်ဘူးတယောက်စီတေးချာအမလီထောက်ကြည့်ဘယ်သူကထင်နိုင်ကျဲတဲ့တယ်လဲဘယ်သူကပိုတယ်လဲလို့တွေးရင်မောင်းလာချကြသလားဆိုရင်ကိုယ်တိုင်ဟုတ်လားအဲ့လိုဆိုဒီဖွဲ့တွေတော့အဲ့လိုလူတွေပါလာထင်နိုင်ကြတဲ့လူတွေပါပါဦးဗျာမိစ္ဆာဒိဋ္ဌိဆိုတာတခြားပုဂ္ဂိုလ်မထင်နဲ့ထင်နိုင်ကြတဲ့ပုဂ္ဂိုလ်လူနာပြမတတ္တဝါတွေတလောကလုံးအဲ့ဒီပုဂ္ဂိုလ်တယောက်ရှိလို့ရှိရင်ကြီးပွားချမ်းသာပြီးကောင်းကျိုးချမ်းသာတွေရသည်လူနာပြမအလုံးလို့အကျိုးစီးပွားတွေတိုးတက်ပါသည်ဆိုတာဒီပုဂ္ဂိုလ်တယောက်ရှိလို့အဲ့ဒီပုဂ္ဂိုလ်ဒီကောစကတမောစပုဂ္ဂလောဘလို့ပုဂ္ဂိုလ်လဲဆိုရင်တမ္မာဒိဋ္ဌိကောဟောတိတမ္မာဒိဋ္ဌိပဲဘယ်လိုလဲတမ္မာဒိဋ္ဌိကောဟောတိအဝိပရိဒတတနောဖောက်ပြန်မမြင်တတ်တဲ့ပုဂ္ဂိုလ်ယထာဝတတနောအမှန်တိုင်းမြင်တတ်တဲ့ပုဂ္ဂိုလ်နားလည်အောင်ပြောလို့ရှိရင်ထင်တိုင်းမကျဲတဲ့ပုဂ္ဂိုလ်ဘယ်လိုလဲအမှန်တိုင်းဖြည့်ကြည့်မိမိတို့စိတ်မိမိတို့တန်တန်မှာထင်တိုင်းကျဲတဲ့ဓာတ်ကလေးမရှိလားရှိလားရှိလားနည်းနည်းလားများလားနည်းနည်းပါပေါ့ထင်နိုင်ကြတဲ့တကယ်ဖြစ်လာလို့ရှိရင်နည်းနည်းပါလေးဆိုတော့ကိုကချက်ချင်းရက်နိုင်လားအရှိန်နဲ့ပါသွားသေးလားဟမ်အရှိန်နဲ့ပါသွားတာများတယ်နော်အမှန်ကထင်နိုင်ကြတဲ့လို့ကိုသိလိုက်ရင်ဗရိတ်ဆောင်းနေပြီးတော့မလုပ်လိုက်ရမှာလေရက်လိုက်ရမှာဗရိတ်အုပ်လိုက်ရမှာအခုဗရိတ်နင်းလာလားလီဘာနင်းလာလားချမလုံးနဲ့နော်ကြောက်စရာကောင်းတယ်နော်ကတမောစံပုဂ္ဂလောဘယ်လိုပုဂ္ဂိုလ်လဲဆိုရင်မိစ္ဆာဒိဋ္ဌိကောစာဟောဒီထင်နိုင်ကျတဲ့ပုဂ္ဂိုလ်တလောကလုံးဒုက္ခရောက်အောင်လုပ်တာဒင်းကတမောစံပုဂ္ဂလောဘယ်လိုပုဂ္ဂိုလ်လဲတလောကလုံးဒုက္ခချမ်းသာဖြစ်အောင်လုပ်တာတမ္မာဒိဋ္ဌိကောဟောဒီထင်နိုင်ကျတဲ့ပုဂ္ဂိုလ်အိုတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့တကယ်မိမိတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာမှာအဆုံးအမလိုချင်နေဆိုရင်အဲ့ဒီနှမျိုးကိုသိလိုက်စမ်းပါထင်နိုင်ကျတဲ့ပုဂ္ဂိုလ်ဒီကိုယ်တိုင်လည်းဒုက္ခရောက်ပြီးသူများကိုလည်းဒုက္ခပေးသည်ဟုတ်လားထင်နိုင်ကျတဲ့ပုဂ္ဂိုလ်ကကိုယ်တိုင်လည်းဒုက္ခရောက်တယ်သူများလည်းဒုက္ခပေးတယ်ထင်နိုင်မကျတဲ့ပုဂ္ဂိုလ်ကကိုယ်တိုင်လည်းချမ်းသာပြီးသူများကိုလည်းဒုက္ခမပေးကွာသွားတယ်အရှင်ကြီးတပည့်တော်တို့ကအလုတ်တစ်ဖက်နဲ့ဈေးအောင်တစ်ဖက်နဲ့လုပ်ငန်းကြီးတွေတစ်ဖက်နဲ့ကုမ္ပဏီကတစ်ဖက်နဲ့အာဒီဟာတွားဟဲမဟဲပြောဟဲဆိုရဲနဲ့တစ်ဖက်နဲ့တပည့်တော်တို့ဘယ်မှာတရားထိုင်အားပါမလဲဒီလိုဆိုရင်နိဗ္ဗာန်ဘယ်လိုလို့ရောက်မလဲဘုရားဆိုရင်တရားထိုင်စရာမလိုဘဲနဲ့ရတယ်နိဟုတ်လားရရင်နဲ့လည်းထင်တိုင်းမကျဲလိုက်ပါနဲ့တွားရင်နဲ့လည်းထင်တိုင်းမကျဲလိုက်ပါနဲ့ထိုင်ရင်နဲ့လည်းထင်တိုင်းမကျဲလိုက်ပါနဲ့လျှောင်းရင်နဲ့လည်းထင်တိုင်းမကျဲလိုက်ပါနဲ့ထမင်းစားရင်နဲ့လည်းထင်တိုင်းမကျဲလိုက်ပါနဲ့ထမင်းဝဲထိုင်ငံကြီးလိုပဲတချို့ရှိတယ်အမလီသူကပြန်လာအိမ်လျှောက်လေလေသူကအိမ်မှာတော့ရှင်ပြန်ပေါ့ထမင်းဝဲကြည့်လိုက်ဒီဟင်းငါမကျက်ပါဘူးလို့ပြောနေကိုကဆိုကြိုက်တုံပြစ်တယ်အဲ့ဘာလို့လဲဟိုမှာကတော့ချွေးတုံးတန်တုံးနဲ့ချက်ပြုတ်အမေမအားတဲ့ထဲကလေးထင်ရတာနဲ့အဝတ်လျှော်ရတာနဲ့တပြည့်စည်းလဲရတာနဲ့အိမ်မှာချက်ပြုတ်ထားထမင်းဝဲလိုက်ထိုင်အောင်ဒါငါမကြိုက်ပါဘူးဆိုကိုင်းဆိုဟောသူကိုယ်တိုင်နဲ့ထင်လိုက်ကျဒုက္ခရောက်ဤပတ်ဝန်းကျင်နဲ့အများ
လည်းဒုက္ခရောက်တယ်တဲ့ထင်တိုင်းကျဲတဲ့အလုပ်ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားကိုယ်တယောက်တည်းဒုက္ခရောက်တာမဟုတ်အများဒုက္ခရောက်သည်တရားအလုပ်တကယ်အားထုတ်ခြင်းနဲ့ဆိုရင်အမြဲတမ်းကိုယ်စိတ်ကလေးကိုအမြဲတတိထားထင်တိုင်းကျဲတဲ့စိတ်ဖြစ်နေသလားထင်တိုင်းမကျဲတဲ့စိတ်ဖြစ်သလားထင်တိုင်းကျဲတဲ့စိတ်ဖြစ်သလားထင်တိုင်းမကျဲတဲ့စိတ်ဖြစ်သလားလို့အဲ့လောက်တော့မသိဘူးလားသိတာအဲ့လောက်သိလိုက်တဲ့တကြိမ်နဲ့ထင်တိုင်းမကျဲတဲ့ပုဂ္ဂိုလ်ဆိုရင်ပြီးပြီပေါ့နိဗ္ဗာန်ရောက်ပြီပေါ့ထင်တိုင်းမကျဲရင်တမ္မာဒိဋ္ဌိလေထင်တိုင်းကျဲနေရင်ကမိစ္ဆာဒိဋ္ဌိကိုယ်စိတ်ကလေးကိုပြန်ကြည့်ကိုယ်စိတ်ကလေးကိုပြန်ကြည့်လို့ထင်တိုင်းကျဲတဲ့ဓာတ်လေးအားကောင်းနေတာပါလေမိစ္ဆာဒိဋ္ဌိပဲထင်တိုင်းမကျဲပါဘူးထင်တိုင်းမကျဲပဲနဲ့နေနိုင်တယ်ပြောနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်အကြည့်နိုင်တယ်စောင်းနိုင်တယ်တောက်နိုင်တယ်ဝတ်နိုင်တယ်ဆိုရင်ပါလေတမ္မာဒိဋ္ဌိပေါ့အမလီတချို့ရှိတယ်ဝတ်နိုင်တယ်ဆိုလို့ပြောအောင်မယ်အလူမင်္ဂလာဆောင်သွားလို့ကိုရှိတဲ့အဝတ်ကိုဝတ်တာတော့လေတစ်ထည်ထုတ်လိုက်အထက်နဲ့အောက်နဲ့ကတ်ကြည့်လိုက်နှုံပြစ်လိုက်ကရင်မော်ပြစ်ချလိုက်ပြန်ဖွင့်လိုက်ဟိုဆွဲလိုက်ဒီဆွဲလိုက်ပါလို့ခထင်းနိုင်ကျင်းနေမဟုတ်ဘူးလားကဲကိုကိုယ်ဒုက္ခရောက်တယ်နော်ဦးဇင်းဟောဒီတရားကိုဘလို့လို့ခေါ်ပြရမှမသိဘူးဖြစ်စီနေတာကတော့ချက်ချင်းကိုပြင်လိုက်ရင်တော်တော်ကောင်းတာဟုတ်လားကဲပြင်လို့ခက်သလားဟိုဒီမှာကြီးပြောတယ်လို့တပည့်တော်တော့ထင်တိုင်းမကျဲပါဘူးဒါပေမဲ့တပည့်တော်မကျဲရင်အမှန်ကဖြစ်တဲ့နာကတော့ကိုယ်အိမ်ကိုပြန်ရောက်သွားရင်ဒီမှာတော့မလုံးရင်မလုံးနဲ့အောင်ပေါ့ကိုယ်အိမ်ကိုပြန်ရောက်သွားရင်လေခင်မယောက်ျားလည်းဇနီးမယားကိုလက်ညှိုးထိုးလို့ဇနီးမယားလည်းခင်မယောက်ျားကိုလက်မောင်းလေးပုတ်လို့တော်တော်ထင်တိုင်းမကျဲနဲ့နော်အိမ်လေးလည်းထင်တိုင်းမကျဲနဲ့နော်ဟုတ်လားဒီကုမောင်နှမတွေကလည်းအချင်းချင်းလည်းအမှန်လည်းထင်တိုင်းမကျဲနဲ့နော်မောင်လေးလည်းထင်တိုင်းမကျဲနဲ့ဆိုအဲ့လိုလိုပြောဖို့မကောင်းဘူးလားဟိုတကယ်ပြောမှလားဟမ်မိသားစုလိုက်မလာဘဲနဲ့အမလီတကာကြီးတယောက်ထဲလာပြီးအိမ်ပြန်တော့နင်းလည်းထင်နိုင်မကြောဟောတော့ဘာဖြစ်လာလဲမသိပါဘူးအဲ့တိတိကျကျနားလည်အောင်အရင်ဟောပြအောင်မှရမှာအမှန်ကဒီတရားမျိုးကတယောက်ထဲနာလို့မကောင်းဘူးအကုန်လုံးစုပြီးတော့သဘောပေါက်အောင်အရင်မလုပ်ရမှာလေနာပြီးတော့မှအေးနင်းလည်းလောကကြီးမှာအစင်မပြေတာတွေမကြုံဘူးလားကြုံလားလောကကြီးမှာနေတဲ့အခါမှာပရိသတ်နည်းနည်းနဲ့နေတာလည်းရှိတယ်ပရိသတ်များများနဲ့နေတာလည်းရှိတယ်တဦးနှစ်ဦးနှစ်ယောက်သုံးယောက်နဲ့နေတာလည်းရှိတယ်တစ်ယောက်တည်းနေတာလည်းရှိတယ်အများနဲ့နေတာလည်းရှိတယ်အစင်မပြေတာတွေကြုံတယ်ဆိုတာဒီလူများလို့လားလူနည်းလို့လားများတာကပိုအစင်မပြေတာလားနည်းတာကပိုအစင်မပြေတာလားများတာဟမ်များတာဒီလိုဆက်စဉ်းစားကြည့်နော်နည်းနည်းနေကြလားများများနေကြလားတဲ့ပြောလူနည်းနည်းနဲ့နေကြလားလူများများနဲ့နေကြလားနည်းနည်းဒါပေမဲ့လုံငန်းမချဲတော့ဘူးပေါ့ဒါပေမဲ့လုံငန်းမချဲတော့ဘူးပေါ့လူများလို့အစင်မပြေတာလားလူနည်းလို့အစင်မပြေတာလားထင်တိုင်းကျဲတဲ့သူရှိလို့အစင်မပြေတာလားဟုတ်လားအမေတချို့လင်ကိုမရ2ယောက်ရှိတာမိုးလင်းကမိုးချုပ်တကြဲကြဲလူများလို့လားနဲလို့လားဆိုင်ကိုထင်တိုင်းကျဲလို့သဘောပေါက်လားစနေအဲ့လိုဆိုတယောက်ကိုမေးကြည့်ပါလားကိုယ်ဖွဲ့လေဒီကောင်မင်းတို့တရားနာပြီးမို့လားမင်းတို့ထင်တိုင်းကျဲတဲ့လူဘယ်လိုလဲလက်ညှိုးထောင်ဆိုတနည်းထောင်မယ်ထဲဟုတ်တယ်ကောထောင်ဒါနဲ့မင်းတို့ထင်မှထင်တိုင်းကျဲတဲ့ကောင်ဘယ်သူလဲဆိုတယောက်မှမထောင်ရင်မထောင်တဲ့လူကထင်တိုင်းကျဲလို့မထောင်တာလားမကျဲလို့မထောင်တာလားကျဲလို့ကိုမထောင်တာမဟုတ်လည်းမထောင်တဲ့သူကအကုန်လုံးတမ္မာဒိဋ္ဌိဆိုတဲ့ပုဂ္ဂိုလ်ကထင်တိုင်းမကျဲပါဘူးမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ကထင်တိုင်းကျဲပါ၏အရှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးထာမောကအဲ့ဒါလို့တရားနာရသည်ရှိတော့တပည့်တော်ဟောလို့မေးလိုက်ချင်ပါသည်ဘုရားသူဟာသူမိစ္ဆာဒိဋ္ဌိရှိမိစ္ဆာဒိဋ္ဌိဖြစ်ထင်တိုင်းသူဟာသူကျဲတပည့်တော်နဲ့ဘာဆိုင်ဟုတ်တယ်မလားအရှင်တို့ထင်တိုင်းကျဲကိုခက်ခွာခွာနေမှာပေါ့တို့ထင်တိုင်းကျဲတပည့်တော်နဲ့ဘာဆိုင်တယ်လဲမေးဖို့ကောင်းသည်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတက်တော်ထင်ရှားရှင်ဥစဉ်ဆိုအဲ့လိုမေးလိုက်ဒါမဲ့လို့စာဖတ်ရင်းနဲ့အဲ့လိုမေးမယ်လေစိတ်ကူးပေါ်နောက်ကဘုရားရှင်ကိုယ်တော်မြတ်ကြီးပါဠိတော်မှာဆက်ဟောတာပဲ
သောပုဂ္ဂလောအဲ့ဒီပုဂ္ဂိုလ်သည်ဘဟုဇနံများစွာသောလူအပေါင်းကိုဒါဓမ္မသူတော်ကောင်းတရားသူတော်ကောင်းတွေလုပ်တဲ့အလုပ်သူတော်ကောင်းတွေပြောတဲ့အပြောသူတော်ကောင်းတွေကြံစီတဲ့အကြံအစီမဝုဋ္ဌပိတဝါဖယ်ခွာပြီး၍ဖယ်ခွာစေပြီး၍အတ္တဓမေမသူတော်သူတော်မှာကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေလုပ်တဲ့အလုပ်အပြောအကြံ၌ပဋိဋ္ဌာပေတိတည်စေ၏ထင်နိုင်ကြတဲ့ပုဂ္ဂိုလ်ဆိုတာတဲ့မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဆိုတာကောင်းတဲ့အလုပ်တွေကိုတော့ဘယ်သူမှမတိုက်တွန်းတော့ဘူးတဲ့မကောင်းတာတွေကိုပဲပါလေလုပ်ခိုင်းတာတဲ့သူဟာသူထင်နိုင်ကြတာကရိုးရိုးကျေးတာကသူများတွေကိုပါမကောင်းလုပ်ခိုင်းတာအမလီမင်းတို့ကောင်းပြီကွာဒါတော့အလုပ်ပြင်မလားနည်းနည်းပါးပါတောက်ကြည့်မင်းမတောက်ဘူးဆိုတော့မင်းဘယ်သူကမလီခုခေတ်ကမတောက်ဘူးရင်ဂုံမရှိဘူးနည်းနည်းပါးပါတော့မလုပ်ပြကကြမ်းမရဲ့အတွက်မလိုဘူးလားလိုလားဒီမလိုပါဘူးဆိုတော့တောက်နေကြတာပဲဟုတ်တယ်မလားနည်းနည်းတော့တောက်ကြည့်กว่าဆိုတာကိုယ်တိုင်တောက်ကြည့်လို့ထင်တိုင်းကျတောက်ကြည့်တယ်လို့သူများကိုလည်းမလုပ်ခိုင်းနဲ့တောက်ခိုင်းနေတဲ့အဲ့ဒါကြောင့်မို့ကြောက်เสียကောင်းတာဟုတ်လားကိုယ်တိုင်တောက်တယ်လို့သူများကိုလည်းအရက်သေးတာတောက်ခဲကြလေကုန်ဤကိုယ်တိုင်ခိုးတယ်လို့သူများကိုလည်းခိုးခိုင်းကြလေကုန်ဤသူကသူထင်တိုင်းကျဲတယ်လို့ကျဲပါစေအပြစ်မပြောလို့ဒုဘတ်တော့လည်းပဲထင်တိုင်းကျဲတယ်ဆိုတာကိုမဟုတ်တာလုပ်သည်မဟုတ်တာလုပ်တဲ့သူဟာကိုတယောက်တည်းလုပ်ရုံနဲ့အားရလားသူများရောတိုက်တွန်းလားသူတို့လုပ်ဖူးသလားမသိဘူးကြီးစံကိုင်းမဟုတ်တာလုပ်တဲ့သူထင်တိုင်းကျဲတတ်တဲ့ပုဂ္ဂိုလ်ကကိုယ်တိုင်လည်းမဟုတ်တာလုပ်သည်သူများကိုလည်းမဟုတ်တာတိုက်တွန်းသည်ဟုတ်တာလုပ်သမျှတွေကိုပါလေရအောင်မလေးကွာဒီကောင်မနဲ့မနဲ့ဖះရှိခိုးနေတာအကြာကြီးအလုပ်ကလည်းအရေးကြီးတယ်ဖះမြတ်ကွာဆိုရှိခိုးပြီးတာပဲသူတော်ကောင်းအလုပ်တွေကိုမလုပ်အောင်တားတတ်လေကုန်၏အမလေးလူတွေကွာမင်းနှမျောစရာကိုယ်တလောက်စီးပွားရေးရှာရဖွေရခက်ရတဲ့ဘာလုပ်မှတော့သူတော်ကောင်းအလုပ်တွေကိုတားကြလေကုန်၏ထင်တိုင်းကျဲတဲ့ပုဂ္ဂိုလ်မိစ္ဆာဒိဋ္ဌိဓာတ်ရှိတဲ့ပုဂ္ဂိုလ်တို့သည်ကောင်းတာမှန်သမျှကိုတခုကမှအာမပေးတော့သဘောပေါက်လားမသိဘူးပညာရှာဖို့လည်းအာမပေးတော့စီးပွားကြိုးစားဖို့လည်းအာမပေးတော့ကိုချင်းသီလတွေစောင့်ထိန်ဖို့လည်းအာမပေးတော့ကောင်းတာမှန်သမျှဒါနသီလသမထဝိပဿနာအစရှိတဲ့ဘုရားရှင်ကိုရောမြတ်ကြီးနဲ့အရိယာအပေါင်းသူတော်ကောင်းတို့ချီးမွမ်းတော်မူကြတဲ့ကောင်းတဲ့အလုပ်မှန်သမျှကိုအာမပေးတော့မကောင်းတာတွေကိုလာလုပ်ခိုင်းရလေကုန်ဤမင်းကွာတဲ့ဒီဘဝဒီကိုရပြီးတော့ဒီဘဝစိတ်ချမ်းသာဖို့အရေးကြီးတယ်တခုတည်းတောက်ချင်တဲ့လောက်တောက်စားချင်တဲ့လောက်စားကစားချင်တဲ့လောက်ကစားပျော်ချင်တဲ့လောက်ပျော်မင်းနေလိုက်စမ်းကွာလို့အဲ့ဒါလို့ပြောတတ်ကြလေကုန်ဤအဲ့ဒါမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်သူဟာသူထင်နိုင်ကြတာလားတလောကလုံးကိုလိုက်ပြီးတော့မဟုတ်တာတွေတိုက်တွန်းတာလားပြန်ကြည့်ဟုတ်တယ်မလားထင်နိုင်ကြပြီးစိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်ဟာသူများတွေကိုလည်းစိတ်ဆိုးအောင်မပြောဘူးလားပြောလားပြောတယ်ထင်နိုင်ကြပြီးတော့လောဘကြီးနေတဲ့ပုဂ္ဂိုလ်ဟာရှေ့ကလုတ်ပြလို့တော့ကောင်းတိုက်တွန်းလို့တော့ကောင်းသူများတွေကိုလည်းလောဘကြီးအောင်လုပ်တယ်ထင်နိုင်ကြပြီးတော့မောဟကြီးတဲ့ပုဂ္ဂိုလ်ဒီပေါ်တန်လောကကြီးမှာနေပြီးတော့ပြင်း၍နေကြလေကုန်၏ဒီနေရာမှာကြုံလို့ပြောမယ်မိစ္ဆာဒိဋ္ဌိဆိုတာထင်နိုင်ကြတဲ့ပုဂ္ဂိုလ်ထင်နိုင်ကြတဲ့ပုဂ္ဂိုလ်ဒီလူဆိုးလားလူကောင်းလားလူမိုက်လားလူလိမ္မာလားလူဆိုလူမိုက်လူဆိုနဲ့လူမိုက်ကနိုင်မျိုးရှိတယ်လူဆိုနဲ့လူမိုက်ကတူလားမတူဘူးလားနှစ်မျိုးရှိတယ်ဆိုမှတော့ဘယ်တူတော့မှာတော့လူဆိုဆိုတာဘာလဲဆိုရင်သူများတွေဒုက္ခရောက်အောင်လိုက်လုပ်တဲ့သူကလူဆိုသူများတွေစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်သူများတွေပြဿနာတက်အောင်လိုက်လုပ်တဲ့သူကလူဆိုလူမိုက်ဆိုတာကသူများကပြဿနာတက်အောင်ကိုယ်လာလုပ်ရင်ကိုယ်ကပြန်ပြီးတော့မကြည်မနှက်ဖြစ်ရင်အဲ့ဒါပါလေလူမိုက်ဟုတ်လားလူဆိုးကသူများတွေပြဿနာဖြစ်အောင်လုပ်တာလူဆိုးသူများတွေကကိုယ်ပြဿနာတက်အောင်လာလုပ်တာကိုမခံရင်အဲ့ဒါပါလေလူမိုက်လောကမှာလူဆိုးနဲ့လူမိုက်ပဲဟာများဟမ်ခုဒီလူတွေပဲထဲပါဟမ်လူဆိုးတော့မဟုတ်ဘူးပေါ့ဟုတ်တယ်အဲ့ဒါတခါကြီးပြောတာဟုတ်တယ်ကိုကဟောဒီမှာတရားဓမ္မတွေနဲ့မွေးလျော်တရားနဲ့နီးစပ်လာရင်သူများကိုပြဿနာမရှာတတ်တော့ဒါပေမဲ့ကိုလာရှာရင်တော့ခံနိုင်လားအဲ့ဒါလူမိုက်ပဲလူဆိုးတွေလည်းရှိကြလေကုန်ဤလူမိုက်တွေလည်းရှိကြလေကုန်ဤသူများကိုပြဿနာရှာတာဒီလူဆိုးသူများပြဿနာရှာတာကိုမကြည်မနှက်နဲ့ပြဿနာဆက်ဖြစ်အောင်လုပ်တာဒီလူမိုက်လူဆိုးပဲဖြစ်ဖြစ်လူမိုက်ပဲဖြစ်ဖြစ်ဘယ်ကစသည်ထင်နိုင်ကြတာကစသည်
ဟုတ်လားဒါနဲ့ထင်တိုင်းမကျဲကြပါနဲ့ထင်တိုင်းမကျဲကြပါနဲ့ဝိပဿနာအလုပ်အားထုတ်ရင်လည်းပဲထင်တိုင်းမကျဲနဲ့ဒါနလူရင်လည်းထင်တိုင်းမကျဲနဲ့သီလစောင့်ရင်လည်းထင်တိုင်းမကျဲနဲ့သမထအားထုတ်ရင်လည်းထင်တိုင်းမကျဲနဲ့အိုသူတော်ကောင်းတို့ထင်တိုင်းမကျဲတဲ့ပုဂ္ဂိုလ်ကကုသိုလ်ရပါ၏အကုသိုလ်တွေရှောင်သည်ထင်တိုင်းကျဲတဲ့ပုဂ္ဂိုလ်ကအကုသိုလ်တွေကိုယ်တိုင်လည်းလုပ်သည်သူများကိုလည်းလုပ်စေသည်ကုသိုလ်တွေကိုယ်တိုင်လည်းမလုပ်သူများကိုလည်းမလုပ်စေကြည်ကတမောဇပုဂ္ဂလောဘလောပုဂ္ဂိုလ်နိမိစ္ဆာဒိဋ္ဌိကောဟောတိအဝိပရိဒဒတနောသောဘဟုဇနံတတ္တမဝဋ္ဌပိတဝအတ္တဓမိန်ပရိဋ္ဌာပေတိမိစ္ဆာဒိဋ္ဌိထင်တိုင်းကျဲတတ်တဲ့ပုဂ္ဂိုလ်တွေသည်မဟုတ်တာတွေကိုယ်တိုင်လုပ်တယ်လို့သူများတွေကိုလည်းမဟုတ်တာတိုက်တွန်း၏ဟုတ်တာတွေကိုအကုန်တား၏အဲ့ဒါမိစ္ဆာဒိဋ္ဌိထင်တိုင်းကျဲတတ်တဲ့ပုဂ္ဂိုလ်ကြောင်းညာတမ္မာဒိဋ္ဌိကြတော့ဘယ်လိုဖြစ်သွားမလဲလူနာပြမတတ္တဝါအပေါင်းကိုမကောင်းတာတွေကိုတားမြစ်ပြီးတော့ကောင်းတာတွေကိုပြုစေ၏အတ္တဓမ္မသူတော်ကောင်းတွေရဲ့အလုံးမဟုတ်တဲ့အတ္တဓမ္မတရားတို့မှာဝဋ္ဌပိတဝါမလုံးတော့နဲ့လို့တားမြစ်စေပြီးတော့တားမြစ်ပြီးတော့မှတတ္တမေသူတော်ကောင်းတရား၌ပဋိဋ္ဌာပိတိတည်စေ၏မကောင်းတာမလုံးနဲ့ကောင်းတာလုံးလို့ပြောတာဒီထင်တိုင်းမကျဲတဲ့တမ္မာဒိဋ္ဌိပုဂ္ဂိုလ်ဒါဒီတရားပွဲကြီးကဖြစ်ချင်လို့ဖြစ်လာတာမဟုတ်အကြောင်းပြောလို့ရှိရင်တော့မေလန်တရနေ့ကမမေတ္တခိုင်မွေးနေ့မှာတရားဟောပေးပါတယ်ဒီလိုပဲနားလေရုံတော့ဟောပြီးတော့ကိုစိုးနိုင်ငံလည်းပါတော့ဟာသူလည်းပဲအဲ့ဒါလိုလုပ်ချင်တယ်ပေါ့တပည့်တော်တို့တပည့်တပန်းပြိဿတ်တွေအကုန်လုံးတရားနာရလို့ရှိရင်မသိသေးတာလည်းသိပေါ့မယဉ်ကျေးရင်လည်းယဉ်ကျေးပြည့်လည်းယဉ်ကျေးတဲ့ယဉ်ကျေးမကောင်းသေးရင်လည်းကောင်းရင်လည်းကောင်းတဲ့ကောင်းအောင်တပည့်တော်တရားနာခြင်းပါတယ်ဗျာလို့အရင်တရားတစ်ပုဒ်နာပြီးတော့မှသူကဖြစ်သွားသူတို့တရားနာရတာကလည်းကျေးဇူးတော်ရှင်ရှိုးမြင့်ဆရာတော်ဘုရားကြီးကျောင်းတိုက်မှာဥစဉ်သွားဟောလို့အဲ့ဒီတရားနာရတာကနေစသွားတာတမ္မာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်များကြတော့ကောင်းတဲ့အလုပ်တွေကိုကိုယ်တိုင်နဲ့လုပ်ဤသူများတွေကိုလုပ်အောင်နဲ့တိုက်တွန်းဤဟုတ်လားတမ္မာဒိဋ္ဌိဆိုတာဟိုလိုဒီလိုမထင်နဲ့နော်ကိုယ်တိုင်နဲ့ကောင်းတာလုပ်ဤသူများတွေကိုလည်းကောင်းတာလုပ်အောင်တိုက်တွန်းဤကိုယ်တိုင်နဲ့ကောင်းတာပြောဤသူများတွေကိုလည်းကောင်းတာပြောအောင်တိုက်တွန်းဤကိုယ်တိုင်နဲ့ကောင်းတာတွေကိုစဉ်းစားဤသူများတွေကိုလည်းကောင်းတာစဉ်းစားအောင်တိုက်တွန်းဤအဲ့ဒီပုဂ္ဂိုလ်မျိုးကိုတမ္မာဒိဋ္ဌိပုဂ္ဂိုလ်ထင်တိုင်းမကျဲတဲ့ပုဂ္ဂိုလ်အမှန်တိုင်းပြုလုပ်တတ်တဲ့ပုဂ္ဂိုလ်ပြောဆိုတတ်တဲ့ပုဂ္ဂိုလ်ကြံစည်တတ်တဲ့ပုဂ္ဂိုလ်လို့ခေါ်သည်ဒါမြင့်ကနေ့ဦးဇင်းတို့အလူတကာမို့လို့မွေးနေ့ရှင်မို့လို့မြောက်ပြောတာမဟုတ်ပါဘူးသူကိုယ်တိုင်တရားနာတယ်လို့သူပရိသတ်ကိုလည်းနာစေခြင်းနဲ့သူကိုယ်တိုင်ဒါနပြုတယ်လို့သူများတွေကိုလည်းပြုစေခြင်းနဲ့သူကိုယ်တိုင်သီလစောင့်တယ်လို့သူများတွေကိုလည်းစောင့်စေခြင်းနဲ့ဆိုတာဒီမိစ္ဆာဒိဋ္ဌိလားတမ္မာဒိဋ္ဌိလားတမ္မာဒိဋ္ဌိဆိုတာခေါင်းမောင်းပေါင်းတာကိုပြောတာမဟုတ်မိစ္ဆာဒိဋ္ဌိဆိုတာဂျိုပေါက်တာကိုပြောတာမဟုတ်ပုဂ္ဂိုလ်တဏ္ဍမတွက်နဲ့တော့ဒါအရေးကြီးတယ်မိစ္ဆာဒိဋ္ဌိဆိုတာဂျိုပေါက်တာကိုပြောတာမဟုတ်တမ္မာဒိဋ္ဌိဆိုတာခေါင်းမောင်းပေါင်းတာကိုပြောတာမဟုတ်တမ္မာဒိဋ္ဌိဆိုတာကိုကောင်းတာလုပ်တယ်လို့သူများတွေကိုလည်းကောင်းတာလုပ်အောင်တိုက်တွန်းတာကိုတရားနာရတယ်လို့သူများတွေကိုနာရစေချင်တာဟုတ်လားဒါမြင့်ခဏမိမိတို့ဒီမှာတရားပွဲကြီးကျင်းပတာဟာထင်တိုင်းကျဲတာလားထင်တိုင်းမကျဲတာလားထင်တိုင်းမကျဲတာနော်မှတ်ထားထင်တိုင်းမကျဲတဲ့ဓာတ်တာမိမိတို့နည်းနည်းလေးတွင်းသွားထင်တိုင်းမကျဲတဲ့ဓာတ်နည်းနည်းလေးတွင်းလိုက်တာနဲ့ကုသိုလ်နည်းနည်းရပြီနည်းနည်းလေးတွင်းလိုက်တာနဲ့ကုသိုလ်ပိုရလာသည်ထင်တိုင်းမကျဲတဲ့ဓာတ်တွေကမိမိတို့မှာရှိနေရင်အချိန်မရွေးကုသိုလ်တွေရနေသည်ကာယကံနဲ့ပြုသမျှလည်းကုသိုလ်တွေဖြစ်သည်ဝစီကံနဲ့ပြောသမျှလည်းကုသိုလ်တွေဖြစ်သည်မနောကံနဲ့ကြံသမျှလည်းကုသိုလ်တွေဖြစ်သည်ကုသိုလ်ဖြစ်အောင်ဘယ်သူကစတယ်ထင်တိုင်းမကျဲတာကစသည်နိဗ္ဗာန်ရောက်တာလည်းဘယ်သူကြောင့်ထင်တိုင်းမကျဲတာကြောင့်မိသားစုတွေပြည်လေတာလေဒါနဲ့ဒီပရိသတ်တွေကတရားနာလို့ရှိရင်မိသားစုပြည်လေတဲ့တရားမျိုးနာကျင်တာလားနိဗ္ဗာန်ရောက်တဲ့တရားမျိုးနာကျင်တာလားဟမ်နိဗ္ဗာန်ကိုရောက်မှမိသားစုမပြည့်လည်နေလားဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားတော်တွေကဘယ်တရားတော်ကိုပဲကြည်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အဆုံးအမတွေကဘယ်အဆုံးအမပဲကြည်မိသားစုလည်းပြည့်လည်တယ်လုပ်ငန်းလည်းပြည့်လည်တယ်လူမှုရေးလည်းပြည့်လည်တယ်စီးပွားရေးလည်းပြည့်လည်တယ်ပညာရေးလည်းပြည့်လည်တယ်နောက်ပြီးဆိုနိဗ္ဗာန်လည်းရတယ်ဟုတ်လားလူတွေကထင်းနေကြတာကဘုရားဟောတဲ့တရားတွေဟာဘုန်းကြီးဘုရားမှာပဲတရားရတော့မယ်ပုံမျိုးဒီလက်ရှင်ဘုရားမှာပဲတရားရတော့မယ်ပုံမျိုးတိုးထွက်မှပဲတရားရတော့မဲ့ပုံစံမဟုတ်ပါဘူးတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားတော်တွေဟာမိသားစုလည်းပြည်လေတယ်လုပ်ငန်းလည်းပြည်လေတယ်နိဗ္ဗာန်လည်း
ရတယ်တဲ့ကဲမတူဘူးလားတူလားတူပဲတမ္မာဒိဋ္ဌိကောဟောတိကတမောစပုဂ္ဂလောတမ္မာဒိဋ္ဌိကောဟောတိတမ္မာဒိဋ္ဌိကောဟောတိအဝိပရိဒဒတနောသောဘဟုဇနံအတ္တဓမ္မဝဋ္ဌာပိတဝါမကောင်းတာတွေကိုမလုပ်စေတာကသူတော်ကောင်းတမ္မာဒိဋ္ဌိပုဂ္ဂိုလ်မကောင်းတာတွေကိုမပြောစေတာကသူတော်ကောင်းတမ္မာဒိဋ္ဌိပုဂ္ဂိုလ်မကောင်းတာတွေကိုမကြံစေတာကသူတော်ကောင်းတမ္မာဒိဋ္ဌိပုဂ္ဂိုလ်ကိုမိသားစုမှာသာသမီအမေအဖေဘယ်သူပဲဖြစ်ဖြစ်မိသားစုတွေမှာဟာမဟုတ်တာတွေလုပ်တော့မယ်ဆိုဘာလုပ်ပြရမှာတာမဟုတ်တာတွေပြောတော့မယ်ဆိုတာမဟုတ်တာတွေစဉ်းစားနေကြတယ်ဆိုမစဉ်းစားအောင်ပြောပြီးအဲ့လိုတော့မဟုတ်တာတွေတာမဟုတ်တာတွေပြောနိုင်မဟုတ်တာတွေမလုပ်အောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်ဒီတမ္မာဒိဋ္ဌိပုဂ္ဂိုလ်အဲ့လိုပုဂ္ဂိုလ်မျိုးဒီကိုယ်တိုင်းကမဟုတ်တာတွေမလုပ်မှာကိုယ်ဓာတ်တွေကမဟုတ်တာတွေမပြောမှကိုယ်တိုင်းကမဟုတ်တာတွေမကြံမှမဟုတ်တာမလုပ်မပြောမကြံအောင်နေနိုင်ဖို့ကလည်းပဲထစ်ကနေဆိုထင်နိုင်မကျဲမှာထစ်ကနေဆိုထင်နိုင်မကျဲမှာပေါ်မတွနဲ့လောကမှာနေကြတာအမလေးထစ်ကနေဆိုထင်နိုင်ကျဲတဲ့သူပဲများတယ်ဘာလေးဖြစ်လိုက်ထင်နိုင်ကျဲဘာလေးဖြစ်လိုက်ထင်နိုင်ကျဲအမလေးမျက်နှာတိမလေးပိုက်ကောင်းလေးဖွင့်လိုက်ရေမလာရင်လည်းဘာဖြစ်လဲဟာဆိုထင်နိုင်ကျဲပြန်နော်မီးလေးဖွင့်လိုက်ပြန်လဲမီးမလားထင်နိုင်ကျဲပြန်နော်TV ကြည့်နေတော့မီးပြတ်သွားလေထင်နိုင်ကျဲပြန်ရောသူဟာသူဇတ်ထုတ်ပြနေရကနေကြော်ညာထိုးတယ်ကဘာလို့ကြတယ်ကပြောတဲ့မောက်ကထင်နိုင်ကျဲသူဟာသူပြတာကိုကြည့်ရတာလေဇတ်ထုတ်ပြတော့လေဇတ်ထုတ်ကြည့်မပေါ့ကြော်ညာပြတော့လေကြော်ညာကြည့်မပေါ့မဟုတ်လားဟုတ်လားကိုကဗီဒီယိုခွေထိုးကြည့်တာသူပြတာကြည့်ရသူဇတ်ထုတ်ပြလေဇတ်ထုတ်ကြည့်အောင်ပေါ့ကြော်ညာပြလေကျုံညာကျမလေးဇတ်ထုတ်ကြည့်ကြည့်နဲ့ကောင်းနေလို့ကျုံညာလည်းဘက်ဆိုလာရောဘယ်နဲ့ဖြစ်တော့ထင်းနိုင်ကျဲသွားရောထင်းနိုင်ကျဲတယ်ဆိုတော့ဟုတ်လို့ဆိုတယ်ဒီမဖြစ်ဘူးလားဖြစ်လားဖြစ်တယ်အဲ့ဒါနဲ့ဘက်ဆိုပိတ်လိုက်ပြန်ရောနောက်9မိနစ်10မိနစ်လောက်တော့ပြန်ဖွင့်ကြော်ညာပဲအဲ့ဒါလည်းဗာဖြစ်ပြန်ထင်းနိုင်ကျဲပြန်ရောအိုသူတော်ကောင်းတို့ပေါ်တန်တန်မတွက်လိုက်ပါနဲ့ဟောဒီထင်းနိုင်ကျဲတဲ့ဓာတ်ဟာကိုယ့်ဟာကို TV ကြည့်လို့ကြော်ညာလာတဲ့ထင်းနိုင်ကျဲတယ်ဆိုတဲ့ဓာတ်ဟာတလောကလုံးဒုက္ခရောက်နိုင်တဲ့ဓာတ်တအိမ်သားလုံးဒုက္ခရောက်နိုင်တဲ့ဓာတ်လုပ်ငန်းတစ်ခုလုံးပျက်စီးနိုင်တဲ့ဓာတ်ဓာတ်ဆိုးလားဓာတ်ကောင်းလားအဲ့ဒါကိုမွေးမှလားမောင်းထုတ်မှလားဟုတ်လားဘယ်လိုမောင်းကိုယ်တိုင်အထုံးနဲ့ဆင်းမှာပိဋကတတိထားတော့နော်ဘာလေးဖြစ်ဖြစ်ထင်နိုင်မကျဲနဲ့ဘာလေးဖြစ်ဖြစ်ထင်နိုင်မကျဲနဲ့အမေနေကြည့်တကယ်အရသာရှိတာအရင်တော့မသိတဲ့အလျောက်တွေ့ဝေးတဲ့အလျောက်မိုင်မားတဲ့အလျောက်နားမလဲတဲ့အလျောက်အမလေးထင်နိုင်ကြရမှလူထင်တာထစ်ကနေဆိုပြောချလိုက်ရမှပါလဲငါဟပေါ့ဟုတ်လားအမလေးတွေ့တာနဲ့ပြောချလိုက်ရမှပါလဲငါဟပေါ့အဲ့ဒီထင်နိုင်ကြတဲ့ငါဆိုတဲ့ဓာတ်ကိုသာဖျောက်ကြည့်ပါဘာဖြစ်ဖြစ်လေမြင်သမျှကုသိုလ်တွေကြီးပဲမြင်သမျှစိတ်ချမ်းသာစရာတွေကြီးပဲဩအမေလည်းအမေအလုပ်လုပ်နေတဲ့အဖေလည်းအဖေအလုပ်လုပ်တဲ့ကိုတိုင်းကသာထင်နေမကျဲတဲ့ဓာတ်ကလေးကိုသာလက်ကင်ထားရင်လေအဖေထင်နိုင်ကျဲရင်လည်းကြီးစရာကြီးအမေထင်နိုင်ကျဲရင်လည်းကြီးစရာကြီးညီကိုမောင်နှမတွေထင်နိုင်ကျဲရင်လည်းကြီးစရာကြီးခင်မောယောက်ျားထင်နိုင်ကျဲလေကြီးစရာကြီးအမလေးဇနီးမယားထင်နိုင်ကျဲလေကြီးစရာကြီးစိတ်ဆိုးအောင်မလားမဆိုးတော့ဘူးသူများထင်နိုင်ကျဲရင်အခုကစိတ်ဆိုးတာများတာနော်သူထင်နိုင်ကျဲရင်ငါလည်းထင်နိုင်ကျဲမယ်သူများဝုန်းနိုင်ကျဲရင်ငါလည်းဝုန်းနိုင်ကျဲမယ်သူလည်းတစ်ချက်ခွဲရင်ကုံရောပကံကဟုတ်တယ်မလားအမှန်ကကိုကသာထင်နိုင်မကျဲတဲ့ဓာတ်ရှိပြီဆိုရင်နဲ့ထင်နိုင်ကျဲတဲ့လူတွေကိုတွေ့ရင်တနာတယ်ဟုတ်လားနားမလဲလို့ကျဲတာလားနားလဲလို့ကျဲတာလားနားမလဲလို့ကျဲနေကြတော့ဘလောက်တနာစရာကောင်းလဲဘုရားအရိယာယဟန္တာအရှင်မြတ်ကြီးတွေကပုထုဇဉ်တွေကိုကြည်ပြီးတော့တနာတော်မူကြတယ်ဆိုတာအဲ့ဒါထင်နိုင်ကျဲတာကိုယ်လည်းဒုက္ခရောက်ဤသူများလည်းဒုက္ခရောက်ဤဘုရားယဟန္တာအရှင်မြတ်တွေကထင်နိုင်ကျဲတဲ့ပုထုဇဉ်တွေကိုကြည်ပြီးတော့မဟာကရုဏာနဲ့တနာတော်မူကြလေကုန်ဤပြုံးနေအိုးကြည်စမ်းမသိတဲ့သူတွေတော်တော်ဆိုးတာပဲမသိတဲ့သူတွေတော်တော်ဆိုးတာပဲသူကထင်နိုင်ကျဲမှဟုတ်တယ်ထင်တာကိုဟုတ်လားအခုထင်နိုင်ကျဲတာကဟုတ်တာလားထင်နိုင်မကျဲတာကဟုတ်တာလားဟုတ်လားဘာကဟုတ်တာလဲဒါနဲ့ရှေ့လျှောက်ဟုတ်အောင်နေမှာလားမဟုတ်အောင်နေမှာလားဘာနဲ့နေမလဲတမရဲ့အမတက်တဲ့အမဘယ်ဆိုလဲတက်တဲ့အမပေါ်မလုံးနေအဲ့ဒီထင်နိုင်မကျဲတဲ့တမ္မာဒိဋ္ဌိတတ်တာမိမိတို့ရသွားရင်နိဗ္ဗာန်ဆိုတာဘာမှမဆန်းဘူးနိဗ္ဗာန်ဆိုတာဘယ်လိုလဲဟုတ်လားနိဗ္ဗာန်ကိုမြင်ပြီးတဲ့ပုဂ္ဂိုလ်တွေဟာလောကကြီးကိုကြည့်ပြီးတော့ပြုံးတော်မူကြလေကုန်၏
နိဗ္ဗာန်ကိုမြင်တော်မူကြတဲ့အရှင်မြတ်တွေဟာလောကလူနာပြမတတ္တဝါတွေကိုကြည့်ပြီးတော့မဟာကရုဏာနဲ့ပြုံးရဒီကုန်၏ဘလို့တနာဖို့ကောင်းတယ်ကြည့်ဟိုလူကြည့်လေဘာလုပ်နေတာလဲထိန်တိုင်းကျဲနေတာဒီလူကြည့်လေထိန်တိုင်းကျဲနေတာပေါ်မတွဲနေတဲ့တယောက်တည်းရှိအောင်တလောကလုံးဒုက္ခရောက်ပါတယ်ဆိုရင်ကိုယ်အိမ်မှာတယောက်တည်းရှိတာလားတအိမ်လုံးလားထိန်တိုင်းကျဲတဲ့လူပဲတယောက်ဟောဒါတော့တော်တော်အဆင်ပြေတယ်နော်အိမ်မှာနေရအမလေးသူတို့ကပြောတယ်အရှင်ပြရတယ်အရှင်ပြမောက်ပြီးတပည့်တော်လာအောင်မယ်ဖရားတယ်ဘာလို့တော့အိမ်မှာနေရတာစိတ်ညစ်လို့အဆင်မပြေလို့တယ်အိမ်မှာဘာဖြစ်နေတာထိန်တိုင်းကျဲတာကြောင်းကြတော့ထိန်တိုင်းကျဲတယ်လည်းကျဲလို့ရတယ်ဘယ်ရမှာဘုန်းကြီးရိုက်မှာပေါ့ကျောင်းဆိုတဲ့နေရာကအိမ်ဆိုတဲ့နေရာကရိပ်သာဆိုတဲ့နေရာကအဓိကမဟုတ်ဗာလေးကအဓိကစိတ်ကလေးထင်နိုင်မကျဲတဲ့စိတ်ကလေးကအဓိကနော်သဘောပေါက်လားအမလီလုပ်ငန်းကိုင်ငန်းဆောင်ရွက်ကြတယ်ဆိုတော့အမလီကုမ္ပဏီကြီးထောင်ကြတယ်ဆိုတော့သူကလည်းပါကိုကလည်းပါသူကလည်းအဖွဲ့ကိုကလည်းအဖွဲ့အကုန်လုံးဝိုင်းလုပ်နေကြတဲ့နေရာမှာတယောက်တည်းထင်နိုင်ကျဲတဲ့လူပါရင်ပြည့်ရောအကုန်လုံးဒုက္ခရောက်ရော2ယောက်လောက်ဆိုရင်3ယောက်လောက်ဆိုရင်4ယောက်5ယောက်ခဏတရားပါတရားပြီးလိုက်ပြီးတော့နာမည်ဟုတ်လားထင်နိုင်ကျဲတရားလားထင်နိုင်မကျဲတဲ့တရားလားအဲ့ဒါလေးတော့လောက်ပါအောင်တပည့်တော်ထင်နိုင်ကျဲလို့နာမည်ထိုးမယ်တော့မလုံးနဲ့အမတရားဖွင့်ကြည့်ပါအမထင်နိုင်ကျဲရမှာတဲ့တော့ဆိုဒုက္ခပဲအဲ့ဒါမှသူတော်ကောင်းတို့ပေါ်တဏ္ဍမလုံးနဲ့ဝိပဿနာတကယ်အားထုတ်တဲ့ပုဂ္ဂိုလ်သည်ကိုလှုပ်ချင်တာလှုပ်ပြီးတော့ထင်နိုင်ကြရမှာလားထင်နိုင်မကျဲပဲကြည့်ရမှာလားဝိပဿနာအလုပ်အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟောမှာတပုတ်ကြီးဝိပဿနာအလုပ်လုပ်တယ်ဆိုတာဒီထင်နိုင်ကျဲတဲ့အလုပ်လားထင်နိုင်မကျဲတဲ့အလုပ်လားရှင်းတယ်နော်ဒါဟုတ်လားသူကတိုးတာလေးရှိရင်ကိုကဘာလေးပဲသိရမယ်တိုးတာလေးပဲသိရမယ်ပိန်တာလေးရှိရင်ဘာလေးပဲသိရမယ်ဟောင်းတာလေးရှိရင်လောက်တာလေးရှိရင်ရုပ်ရှိရင်နာမ်ရှိရင်ရှိတာလေးပဲမလုပ်ရမယ်သိရမယ်နာတာရှိရင်ကျင်တာရှိရင်နာတာကိုမနာအောင်လုပ်တာကထင်နိုင်ကျဲတယ်လို့ခေါ်သည်ဟုတ်လားကျင်တာကိုမကျင်အောင်လုပ်တာကထင်နိုင်ကျဲတယ်လို့ခေါ်သည်သဘောပေါက်လားကိုယ့်ကိုနေသားသလိုလေးမလုပ်ရမယ်နေရမယ်ဟောဒီခန္ဓာကိုယ်ကြီးရလာတယ်ဆိုတာဒုက္ခခံလို့လားဒုက္ခရအောင်ကြိုးစားရမှာလားဒုက္ခရအောင်ကြိုးစားရမှာခန္ဓာကိုယ်ကြီးကိုအပင်မခံရတာမဟုတ်ဘူးနေတာလို့ထိုင်ရင်ထိုင်ရရင်ရသွားရင်သွားလျှောင်းရင်လျှောင်းဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မှာလျှောင်းထိုင်ရသွား၄ပါးဣရိယာပြောင်းပြင်ပြီးတော့မနေဘူးလားနေတာပဲတဲ့အဲ့ဒါလို့နေကိုယ်ကလည်းချမ်းသာအောင်နေသမ်းမှာကိုယ်ခန္ဓာကြီးကိုစိတ်ကလေးပါလို့တဲ့တတိဝိရိယဉာဏ်နဲ့ချမ်းသာအောင်နေသမ်းမှာစိတ်ကလေးမှလည်းတတိဝိရိယဉာဏ်နဲ့ချမ်းသာအောင်နေသမ်းမှာတဲ့တတိဝိရိယဉာဏ်ဆိုတော့ဘယ်အချိန်ဖြစ်တာတော့လို့မေးရင်ထင်နိုင်ကျဲတော့ကလောဘနဲ့ကျဲကြလေကုန်ဤဒေါသနဲ့ကျဲကြလေကုန်ဤမောဟနဲ့ကျဲကြလေကုန်ဤကိလေသာတွေနဲ့ထင်နိုင်ကျဲကြလေကုန်ဤထင်နိုင်မကျဲတဲ့အချိန်ကြတော့ဒါကျင့်ကြည့်နော်ထင်နိုင်ကျဲခြင်းနဲ့စိတ်ကလေးပေါ်လာရင်ကိုယ်ဘာလုပ်လိုက်မလဲရက်လိုက်မယ်ရက်လိုက်ရင်ထင်နိုင်ကျဲသေးလားထင်နိုင်မကျဲတဲ့အခါမှာတတိနဲ့လည်းထင်နိုင်မကျဲကြလေကုန်ဝိရိယနဲ့လည်းထင်နိုင်မကျဲကြလေကုန်ပညာနဲ့လည်းထင်နိုင်မကျဲကြလေကုန်တမာတိနဲ့လည်းထင်နိုင်မကျဲကြလေကုန်တတ္တာနဲ့လည်းထင်နိုင်မကျဲကြလေကုန်သူတော်ကောင်းဓာတ်တွေနဲ့လည်းထင်နိုင်မကျဲကြလေကုန်သဘောပေါက်လားမသိဘူးထင်နိုင်မကျဲဘူးဆိုရင်သူတော်ကောင်းဓာတ်တွေအများကြီးတခုခုကတော့ကိုယ်အပိုင်ရှိလို့ပေါ့ထင်နိုင်ကျဲတယ်ဆိုရင်မသူတော်ဓာတ်တွေကအများကြီးအဲ့ဒီမသူတော်ဓာတ်တွေအပိုင်ရှိလို့ပေါ့ကိုယ်ပိုင်တာဘာလဲလို့ကိုပြန်ကြည့်မဟုတ်တဲ့ဓာတ်တွေပိုင်နေရင်ထင်နိုင်ကျဲတတ်လေဤဟုတ်တဲ့ဓာတ်တွေပိုင်လို့ရှိရင်ထင်နိုင်မကျဲကြလေကုန်တတ္တဝိရိယတတိတမာတိပညာအစရှိတဲ့သူတော်ကောင်းဓာတ်တွေကထင်နိုင်မကျဲအောင်လုပ်ပေးသည်ထင်နိုင်မကျဲတယ်ဆိုတာလူကအောင့်အင်းနေရမှလားသူတော်ကောင်းဓာတ်ကလုပ်ပေးမှလားဒါအရေးကြီးတယ်နော်တခုချိုးရလာတဲ့အရှင်ဘုရားဟောထားလို့တကယ်တော့ထင်နိုင်မကျဲတာနော်ဆော်လိုက်ချင်လားအမလို့ပြောလိုက်ချင်တာအရှင်ဘုရားတော့အောင်းနေရတယ်ဆိုရင်အဲ့ဒါမဟုတ်သေးဘူးတကယ်တမ်းကျတော့အောင်းဤပြီးတော့ထင်တိုင်းမကြရတာမဟုတ်သူတော်ကောင်းတက်တဲ့ကိုပဲသဘောပေါက်နားလည်ပြီးတော့တတိဝိရိယဉာဏ်အစရှိတဲ့သူတော်ကောင်းတက်လေးတွေနဲ့ဘာလုပ်တယ်ထင်တိုင်းမကြတာအခုတရားနာနေတဲ့သူတော်ကောင်းတွေကတရားအထုတ်တဲ့သူတော်ကောင်းတွေကထင်တိုင်းမကြတဲ့ဓာတ်ကိုရကျင်နေဆိုရင်တတိရှိအောင်ကြိုးစားဝိရိယရှိအောင်ကြိုးစားဉာဏ်ရှိအောင်ကြိုးစားတမာတိရှိအောင်ကြိုးစားတရားရှိအောင်ကြိုးစားအဲ့ဒီရှိလာတဲ့တတ္တဝိရိယတတိတမာတိပညာတွေကထင်တိုင်းကျဲလိမ့်မည်မဟုတ်တော့ဟုတ်လား
ထင်တိုင်းကျဲလိုက်ပြီမဟုတ်တော့ထင်တိုင်းမကျဲပဲနဲ့အမှန်တိုင်းမြင်အမှန်တိုင်းသိပြီးတော့ကုသိုလ်တွေပြုကြလေကောင်းဤဒါနသီလသမထဝိပဿနာကောင်းတာတွေလုပ်ကောင်းတာတွေပြောကြလေကောင်းဤအိုသူတော်ကောင်းတို့ခဏကြည်မွေးနေ့အလူတန်ဃာတော်အရှင်မြတ်ကိုပြင့်ပြီးတော့ဆုံးကပ်သည်တန်ဃာတော်အရှင်မြတ်ကိုလည်းကြည်နောက်ထပ်သာသနာတော်အတွက်ပိဋကသုံးပုံနဲ့လူဒန်းသည်ထင်တိုင်းကျဲတာလားမကျဲတာထင်တိုင်းမကျဲတာဟောဒီအလူရှင်ကမကျဲတာလားအလူရှင်ရဲ့တရားကမကျဲတာလားအလူရှင်ရဲ့တရားကထင်တိုင်းမကျဲအလူရှင်ရဲ့တတိကထင်တိုင်းမကျဲအလူရှင်ရဲ့ပညာကထင်တိုင်းမကျဲအလူရှင်ရဲ့ဝရိယကထင်တိုင်းမကျဲအလူရှင်ရဲ့တမာတိကထင်တိုင်းမကျဲဟောဒီထင်တိုင်းမကျဲပဲကုသိုလ်လုပ်နေတာမှန်သမျှအသည်တတိဝရိယတမာတိပညာသူတော်ကောင်းတတ်တွေပါတဲ့ရှိကိုလေးတွေဒါကြောင့်မို့ဦးဇင်းတို့ကျေးဇူးတော်ရှင်ဓမ္မတုဒ္ဒဆရာတော်ဘုရားကြီးကဆိုအမြဲပြောတယ်ဟေးသမင်းစားတယ်လို့ပဲတဲ့တခါတည်းမစားခြင်းနဲ့မလုပ်ရတာလေစားခြင်းနဲ့စားကုသိုလ်ဆိုတာလုပ်ခြင်းနဲ့လုပ်မလုပ်ခြင်းနဲ့လုပ်ရမှာပဲတဲ့အဲ့ဒီကုသိုလ်ဘာလို့လုပ်ခိုင်းရတာလဲဆိုတော့ထင်တိုင်းမကျဲတဲ့တက်တွေပါဖြစ်တယ်တူလာလို့ရှိလာအောင်လို့တဲ့ဟုတ်လားဒီနေ့ကုသိုလ်လုပ်တဲ့ပွဲလို့ပြောတဲ့ကြတယ်မွေးနေ့လုပ်တဲ့ပွဲလို့ပြောနေရတယ်ထင်တိုင်းမကျဲတဲ့တက်တွေတိုးအောင်လုပ်တဲ့ပွဲလို့ပြောတယ်ကဲမရဘူးလားရတာတူပဲတဲ့နိဗ္ဗာန်ရောက်တယ်ဆိုတာကထင်တိုင်းမကျဲတဲ့ပုဂ္ဂိုလ်တွေမှရောက်ပြီးထင်တိုင်းမကျဲတဲ့ပုဂ္ဂိုလ်တွေကကိုယ်တိုင်းနဲ့တရားနာပြီးသူများကိုလည်းတရားနာစေခြင်းသည်ကိုယ်တိုင်းနဲ့ဌာနပြုပြီးသူများကိုလည်းဌာနပြုစေခြင်းသည်ကောင်းတာတွေလုပ်တယ်လို့လုပ်စေခြင်းသည်ကောင်းတာတွေပြောတယ်လို့ပြောစေခြင်းသည်ကောင်းတာတွေစဉ်းစားတယ်လို့စဉ်းစားစေခြင်းသည်အဲ့ဒီထင်တိုင်းမကျဲတဲ့သူတော်ကောင်းပုဂ္ဂိုလ်မှထင်တိုင်းမကျဲတဲ့ဓာတ်တွေရှိလို့တချို့ထင်တိုင်းကျဲတာကြတော့ကျဲခြင်းလို့ကျဲကြတာလားမကျဲခြင်းနဲ့ကျဲရတာကဲတချို့ပုဂ္ဂိုလ်တွေကအိမ်မှာအေးအေးဆေးဆေးမနေကြနဲ့နေခြင်းလားအမီမတော်တော့လည်းဗာဖြစ်ရတယ်ပြောရတာပဲပြောတယ်ဆိုတာကထင်တိုင်းကျဲတာမဟုတ်လားဟုတ်လားထင်တိုင်းကျဲခြင်းလို့ကျဲရတာလားမကျဲခြင်းနဲ့ကျဲရတာလားလူကမကျဲခြင်းလူအဲ့ဒီလူရဲ့ဓာတ်မှာတော့ဗာဖြစ်လဲကျဲခြင်းနဲ့ဓာတ်တွေများနေတာငါမပြောရင်မဖြစ်ဘူးငါမပါရင်မဖြစ်ဘူးအဲ့လိုတည်းမရှိလို့လားရှိလားရှိတယ်ကဲဆိုကြည့်သူမရှိလဲဖြစ်၏ငါမရှိလဲဖြစ်၏သူမရှိလဲဖြစ်၏ငါမရှိလဲဖြစ်၏အမလို့တချို့ကပြောတယ်လေငါမရှိရင်မဖြစ်ပါဘူးမပြောဘူးလားပြောတာအမလို့သူမရှိရင်လဲအမလို့တော့ဘယ်နဲ့တရားစခန်းသွားမှာတော့မရှိရင်မဖြစ်ဘူးဟုတ်တယ်မလို့ဆိုတော့သွားခြင်းသွားဖို့ကျွန်မကတော့အိမ်မှာမရှိရင်မဖြစ်ဘူးဒါမျိုးဆိုကြည့်သူမရှိလဲဖြစ်၏ငါမရှိလဲဖြစ်၏မင်းမရှိလဲဖြစ်၏ကဲမဖြစ်ဘူးလားဖြစ်လားဒီလိုပဲဖြစ်တော့ကြတာပဲအမလေးသိတော်တဲ့ပုဂ္ဂိုလ်တွေပြောသွားကြတာငါမရှိရင်မင်းတို့သိမယ်နော်ငါမရှိမှသိမယ်နော်တဲ့ဘာသိလဲငါမရှိပဲဖြစ်တာသိဟုတ်လားရှိကပြောတော့မင်းတို့ငါမရှိမှသိမယ်နော်တဲ့ဘာသိရမလဲငါမရှိပဲဖြစ်သွားတာပဲထမင်းမငတ်ပါဘူးသူမရှိလဲဘာဖြစ်လဲဖြစ်တာပဲငါမရှိလဲဖြစ်တာပဲမင်းမရှိလဲကဲဆိုကြည့်သူမရှိလဲဖြစ်၏မင်းမရှိလဲဖြစ်၏ငါမရှိလဲဖြစ်၏ထင်တိုင်းကျဲတယ်ဆိုတာသူမရှိမဖြစ်ဘူးထင်လို့ထင်တိုင်းကျဲတာငါမရှိရင်မဖြစ်ဘူးထင်လို့ထင်တိုင်းကျဲတာမင်းမရှိရင်မဖြစ်ဘူးထင်လို့ကဲနောက်ဆုံးဆိုကြည့်မင်းသူကမရှိလဲဖြစ်၏ဘယ်သူမှမရှိလဲဖြစ်၏ကဲဘာထင်တိုင်းကျဲကြအောင်မလို့ပြောသမှာအောင်ကဟုတ်တယ်မလားငါမရှိရင်မဖြစ်ဘူးဆိုပြီးတော့လေထင်တိုင်းကျဲကြလေကောင်းကြီးသူမရှိရင်မဖြစ်ဘူးဆိုပြီးတော့လေထင်တိုင်းကျဲကြလေကောင်းကြီးမင်းမရှိရင်မဖြစ်ဘူးဆိုရင်ထင်တိုင်းကျဲကြလေကောင်းကြီးဘယ်သူမှမရှိလဲမဖြစ်တာဖြစ်မှာလားဖြစ်သွားတာပဲနေထွက်အောင်ဘယ်သူကလောက်ရတော့ငါပါအောင်ဘယ်သူကလောက်ရတော့ဟုတ်တယ်မလားကိုယ်အိမ်မှာဘာပြောသူဟာသူအကြောင်းအကျိုးတွေဆက်ပြီးလောကကြီးတစ်ခုလုံးမဖြစ်နေဘူးလားဖြစ်နေလားအဲ့ဒီသဘောလေးပေါက်ရင်ထင်တိုင်းမကျဲတော့ဘူးအဲ့ဒါတော့သဘောပေါက်တယ်ဆိုတာကလည်းတတ္တဝရိယတတိတမာတိပညာသူတော်ကောင်းတတ်တယ်မရှိဘူးလားရှိတာရှိတယ်တဲ့ဒါကြောင့်မို့မှတ်ထားပါဘယ်သူမရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ငါမရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့တော့ထင်တိုင်းမကျဲပါနဲ့တဲ့ထင်တိုင်းကျဲရင်သူများခံရမှာအရင်လားကိုခံရမှာအရင်လားကိုလည်းခံရတယ်သူများလည်းခံရတယ်ကိုခံရတာအရင်တဲ့ဒါကြောင့်မို့တကယ်တမ်းကိုချစ်ခင်ပါတယ်နှစ်သက်ပါတယ်သဘောကျပါတယ်လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာနိဗ္ဗာန်ချမ်းသာရကျင်ပါတယ်ဆိုရင်တော့ထင်တိုင်း
မကျင်းနေတဲ့ထင်တိုင်းမကျင်းတဲ့ဓာတ်တာရှိလို့ရှိရင်ဟောလို့တရားပွဲတွေဟောလို့ကုသိုလ်ပွဲတွေအမလေးကိုအိမ်မှာလည်းအချိန်မီကုသိုလ်တွေမဖြစ်နေဘူးလားဖြစ်နေလားလုပ်ငန်းထဲမှာလည်းတယောက်နဲ့တယောက်ဟာတယောက်ကလည်းထင်တိုင်းမကျင်းတယောက်ကလည်းထင်တိုင်းမကျင်းဘယ်တော့ပြောစရာကောင်းလဲဟုတ်တယ်မလားသူလည်းထင်တိုင်းမကျင်းနဲ့ကိုလည်းထင်တိုင်းမကျင်းနဲ့ဆိုဘယ်တော့ပြောစရာကောင်းလဲတွေ့ကြည့်ပေါ့လောကမှာနေရတာလည်းပျော်တယ်တဲ့ပျော်ပျော်ကြီးလောကမှာချမ်းသာတွေခံစားပြီးတော့နိဗ္ဗာန်ချမ်းသာကိုမရနိုင်ဘူးလားရနိုင်တာဘယ်ဓာတ်ကပေးတာလဲထင်တိုင်းမကျဲတဲ့ဓာတ်ကတဲ့ထင်တိုင်းကျဲတဲ့ဓာတ်ကတော့လောကထဲမှာ2ယောက်တည်းရှိတယ်ပြဿနာပဲ10ယောက်ရှိတယ်ပြဿနာပဲလူများတာနေတာဆိုင်တာလားထင်တိုင်းကျဲတာလားဆိုင်တာဒါကြောင့်မို့ခဏကစပြီးထင်တိုင်းမကျဲပါနဲ့ဟုတ်မလားထင်တိုင်းမကျဲတဲ့ပုဂ္ဂိုလ်ဟာတမ္မာဒိဋ္ဌိပုဂ္ဂိုလ်တမ္မာဒိဋ္ဌိပုဂ္ဂိုလ်ဟာကမ္မတက္ကတာတမ္မာဒိဋ္ဌိအာဇာနာတမ္မာဒိဋ္ဌိဝိပဿနာတမ္မာဒိဋ္ဌိမဂ္ဂတမ္မာဒိဋ္ဌိဖလတမ္မာဒိဋ္ဌိဝိသုခဏတမ္မာဒိဋ္ဌိဆိုပြီးတော့တစ်ဆင့်တက်ပြီးနိဗ္ဗာန်ထိမရောက်နိုင်ဘူးလားရောက်နိုင်လားဟိုနိဗ္ဗာန်ဆိုတာခဏထားတာတဲ့ကိုယ်အိမ်ဒီလောလောဆယ်နိဗ္ဗာန်ဖြစ်ပါတယ်တဲ့ဟုတ်လားထင်တိုင်းမကျင်းရင်ဟိုနိဗ္ဗာန်ကိုလည်းရောက်နိုင်ပါတယ်အဲ့ဒီနိဗ္ဗာန်ကိုခဏထားအိမ်ပြန်သွားရင်ကိုပဲကိုယ်အိမ်ဒီဘာဖြစ်သွားပါလဲနိဗ္ဗာန်ဖြစ်သွားပြီတဲ့အခုကကိုယ်အိမ်ကနိဗ္ဗာန်လားဘာဖြစ်နေကြဟမ်နံပိတ်နေဒါကြောင့်မို့ဘာပဲပြောပြောနိဗ္ဗာန်ဆိုတော့ကိုလိုဒီလိုမထင်မှန်းနဲ့ထင်တိုင်းမကျဲတဲ့ပုံကိုယ်တွေနေတဲ့နေရာတွေလည်းပါလေနိဗ္ဗာန်နဲ့ထင်တိုင်းမကျဲတဲ့ပုံကိုယ်တွေရဲ့စိတ်ဓာတ်လည်းပဲနိဗ္ဗာန်ထင်တိုင်းမကျဲတဲ့ပုံကိုယ်နဲ့ပေါင်းရတာလေနိဗ္ဗာန်ထင်တိုင်းမကျဲတဲ့ပုံကိုယ်ဟာဘယ်သူ